ခဏခဏလူတွေမှာစာဝတ်နေရေးအတွက်ရုန်းကန်ရတဲ့ဒုက္ခတမျိုးတယောက်နဲ့တယောက်ပြောရဆိုရတာအဆင်မပြေလို့သိဆင်းရဲတဲ့ဒုက္ခတည်းအဲ့ဒီဒုက္ခနှစ်မျိုးမှာဘယ်ဒုက္ခကြီးတယ်ထင်လဲစာဝတ်နေရေးရုန်းကန်ရင်းနဲ့လိုက်ထိုက်တော့ဖြစ်သွားတာပြန်တော့ပြန်မှန်းကြဒါပေမဲ့သိခြင်းလောက်အောင်စိတ်ညစ်တယ်ဆိုတာမျိုးအောင်စာဝတ်နေရေးဖြစ်တာနည်းသိခြင်းလောက်အောင်စိတ်ညစ်ရတယ်ဆိုတာမျိုးကအများဆုံးပြောရေးဆိုဆက်ဆံရှိနေတယ်။ဒါကြောင့်လူချင်းဆက်ဆံရေးမှာတော်တော်လေးတတိထားဖို့လိုတယ်။ဒါကိုနားလည်ဖို့လည်းတန်ဖိုးထားဖို့လည်းပညာရတစ်ခုအနေနဲ့လေ့လာဖို့အင်တန်သင့်ကိစ္စတွေ။ဒါတွေကိုပဲကြောင်းမှလည်းသိလူဘဝမှာအရေးကြီးဆုံးလူဖြစ်လာပြီဆိုတာနဲ့လူချင်းဆက်ဆံရေးရှိလာ။ကြောင်းမနေကြီးဒေခင်ကလေးကကလေးဘဝတွေကဆက်ဆံရေးဆိုတာရှိနေ။အိမ်မမောင်နှမတွေရှိတယ်မိဘတွေရှိတယ်ကစားပေါ်တွေရှိတယ်ဘယ်လိုသဘောထားပြီးဘယ်လိုဆက်ဆံမလဲဆိုအဲ့ဒီကစတာ relationship ကတကယ်ပြောမှဆိုမွေးရဲစတာသူတို့ဖြင့်မိဘနဲ့သားသမီးဟာ first relationship အဲ့ဒါအစဉ်ပြေဖို့တိတ်အရေးကြီးမိဘနဲ့အစဉ်မပြေလို့ရှိရင်အဲ့ဒီ first relationship မှာအစဉ်မပြေလို့ရှိရင်ကျန်တဲ့ relationship တွေအစဉ်ပြေဖို့ကတော်တော်ခက်သွားတယ်ဒါကြောင့်လူချင်းဆက်ဆံရေးမှာပင်ပန်းတဲ့အကြောင်းအဲ့ဒီပင်ပန်းတာနဲ့ပတ်သက်လို့ဘယ်လိုသဘောထားပြီးဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြချင်တာပါ Other people can be a big source of stress in our lives တခြားလူတွေကကိုယ့်ဘဝမှာအမတန်ပင်ပန်းစေတဲ့အကြောင်းရင်းကဖြစ်နေနော်သူက can be လို့ပြောထားတယ်နော်ဖြစ်နိုင်တယ်ပြောတယ်နော်အမှန်တော့ can be မဟုတ်တကယ်ကိုဖြစ်နေတာပရိထားကြည့်တယ်ကိုယ့်ဘဝမှာပြောရေးဆိုရေးအဆင်မပြေလို့ဘယ်လောက်စိတ်ပင်ပန်းwe all have times when we feel that others are controlling our lives အကျဉ်းတော်များများပဲတွေ့ဘူးကြုံဘူးလေကိုယ့်ဘဝကိုသူတစ်ပါးကအနိုင်ယူထားတာကိုယ့်ကိုအတင်းကျပ်သူ့လိုသဘောတိုင်းဖြစ်အောင်လုပ်ခိုင်းတာတွေကြုံရဘူးပါတယ်နော် making demands on our time သူတို့ကိစ္စတွေလုပ်ပြီးဖို့ကိုယ့်စီကနေအချိန်တွေ demand လုပ် are being unusually difficult or hostile ပြောရဆိုရတာအဆင်မပြေဘူးတခါလေကိုယ့်ပုံမှာရံရုံမုန်းထားတာတွေရှိတယ် don't do what we expect them to ကိုကသူတို့ပုံမှာမျှော်လင့်တာသူတို့လုပ်မပေးတာရှိတယ် or don't care about us and our feelings ကိုယ်လည်းဂရုမစိုက်ဘူးကိုယ့်ရဲ့ feeling ကိုလည်းဂရုမစိုက်ရှိတစ်ဖက်သက်ကြီးဖြစ်နေတာမျိုးတွေအများကြီးတွေ့ရတတ်ပါတယ်ဒါမျိုးတွေကမိဘနဲ့လည်းပဲဖြစ်ရတယ်နော်တော်တော်များများမှာလေ့လာဘူးတယ်မိဘနဲ့သားသမီးအဲ့လိုဖြစ်နေတယ်တွေ့ရမိဘကသားသမီးကိုရာဂဏန်းပြည့်ပဲ control လုပ်တာသူ့သဘောကလေးတွေရဲ့သဘောထားကိုလုံးဝအတိမမဖြစ်ဘူးဒါမှမဟုတ်ထားဘူးငါတို့ပြောသလိုလုပ်ငါသိတယ်မင်းတို့ဘာမှပြောစရာမလိုဘူးဒီလိုအပြောမျိုးတွေသဘောထားမျိုးတွေရှိတယ်နော် we can probably all think of particular people who cause us stress တို့အားလုံးပဲတို့ဘဝမှာစိတ်ကိုပင်ပန်းစေတဲ့လူတွေဘယ်သူပဲဝါရှိတယ်ဆိုတာပြန်စဉ်းစားကြည့်မယ်ဆိုရင်သိနိုင်တယ်နော်ရှိတယ်လို့ people we prefer to avoid if we can ဖြစ်နိုင်လို့ရှိရင်အဲ့လိုလူတွေကိုရှောင်ခြင်း but often can't ဒါပေမဲ့အတော်များများမှာရှောင်လို့မရဘူး because we live with them ဖြစ်လို့ရတော့အတူတူနေတဲ့လူတွေဖြစ်နေခွဲသွားလို့လည်း or work with them တို့မို့ရင်အတူတူလုပ်နေရတယ်ဘယ်လိုမှရှောင်သွားလို့မရဘူးကိုယ့်အထက်ကလူဖြစ်ရင်ဖြစ်မယ်ကိုယ့်အောက်ကလူဖြစ်ရင်တန်းလူလည်းဖြစ်ရင်ဖြစ်မယ် or obligations that have to be met တို့မို့ရင်လည်းကိုယ့်မှာတာဝန်တွေရှိတယ်ဘယ်လိုမှထားပြီးခဲ့လို့မရတာရှိ in fact many of the people who cause us the most stress may be people we love very deeply တကယ်တော့ကိုယ့်ကိုအများဆုံးပင်ပန်းစေတဲ့သူကိုအချစ်ဆုံးသူဖြစ်ချင်ဖြစ်နေအဲ့လိုပဲဖြစ်နေတတ်တယ် we all know that love relationships can occasion deep emotional pain as well as joy and pleasure တယောက်နဲ့တယောက်လို့ချစ်ချစ်ခင်ခင်နေကြတဲ့လူတွေမှာစိတ်ချမ်းသာမှုကိုပေးနိုင်တယ်လို့အင်မတန်ပြင်းထန်တဲ့စိတ်ဆင်းရဲမှုတွေပေး Our relationships with other people provide us with unending opportunities for practicing mindfulness and
thereby reducing people's stress အဲ့ဒါလို့လူတွေနဲ့ဆက်ဆံရေးကိုယ့်အတွက်တတိနဲ့နေဖို့ရနော် practicing mindfulness ကို practice လုပ်ဖို့ရအခွင့်အရေးအများကြီးပေးတယ်လို့ဖြစ်တယ်လူလူချင်းဆက်ဆံရေးမှာတတိရှိဖို့လူတယောက်နဲ့တွေ့လို့သူနဲ့ပြောရဆိုရပြီးဆိုတဲ့ကောဒီနေရာမှာငါဟာတတိနဲ့နေဖို့ရအလေးချင်းလုပ်ဖို့အခွင့်အရေးတစ်ခုပဲလို့လူနားလည်ဖို့နော်အဲ့လိုနားလည်ပြီးတော့လေ့ကျင့်သွားမယ်ဆိုရင် and thereby reducing people's stress အဲ့ဒီလူချင်းဆက်ဆံရေးမှာစိတ်ပင်ပန်းမှုဆင်းရဲမှုနည်းသွားစေတယ်ဆိုတဲ့ဒီဘက်ကပြောဆိုဆက်ဆံတဲ့အခါတတိရှိဖို့နော်တတိရှိလို့ရှိရင်ကိုယ့်ကြောင့်ဆက်ဆံရေးပို့ပြီးတော့တင်းမာသွားတာမျိုးဖြစ်တော့ကဲသူ့ဘက်ကပြောတာဆိုတာမပြောတတ်လို့သဘောထားမမှန်လို့ပြဿနာဖြစ်เสียလေးပေါ်လာရင်တော့မှကိုကတတိရှိလို့ရှိဒီပြဿနာကြီးလာအောင်တတိနဲ့ပဲအေးစစ်စစ်တောင်ပြည်လေတော့ဖြေရှင်းလို့ရတယ်အကေကိုဘက်ကတတိမရှိလို့ရှိသူကတခုံပြောကိုကတခုံပြန်ပြောရင်နှစ်ဆဖြစ်သွားပြီပြဿနာတက်နော်အဲသူတခုံကိုတခုံနဲ့ကြားလေးပြဿနာကြီးလေဖြစ်တော့အဲ့တော့ဒီလိုလူလူချင်းဆက်ဆံရေးဒီပင်ရင်တရားအထုတ်ဖို့ရအခွင့်အရေးတစ်ခုအခြေအနေတစ်ခုဆိုတာသဘောပေါက်ဖို့ဘုရားဟောတော်မှာရှိတယ်ဘာတိတေသံပဇာနာကာရီဟောတယ်စကားပြောဆိုတဲ့အခါမှာတတိနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ပြုစကားပြောရဆိုတာကနောက်တစ်ယောက်နဲ့ပြောရနော်အဲ့တော့ပြောရဆိုတာက communication ရှိပြီနော် communication ရှိတယ်ဆိုရင်ဒါ relationship ရှိလို့အဲ့တော့ communication နဲ့ relationship ကတွဲနေ communication မရှိတော့ဘူးဆိုရင် relationship မရှိတော့So in the case of people who cause us stress, we need to take responsibility for our part in those relationships, for our own perceptions, thoughts, feelings, and behavior. အဲ့တော့အဲ့ဒီကိုယ့်ကိုစိတ်ဆင်းရဲအောင်ပြင်မအောင်လုပ်တဲ့လူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ဘက်ကတာဝန်ကိုယူဖို့ for our own perceptions ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့သဘောထားကိုယ့်ရဲ့ thoughts ကိုယ့်ရဲ့ feelings ပြီးတော့ကိုယ့်ရဲ့ behavior နော်ကိုယ့်ရဲ့အသိအမြင်ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အပြုဒါတွေကိုကိုယ်ကတတိနဲ့သိနေဖို့ငါဘာတွေတွေးနေဒီလူနဲ့ပတ်သက်ပြီးတော့ငါဘယ်လိုသဘောထားသူနဲ့ပတ်သက်ပြီးတော့ငါမှာဘယ်လို feeling မျိုးရှိသူနဲ့ပတ်သက်ပြီးတော့ငါရဲ့အပြုဘယ်လိုအပြုမျိုးဖြစ်နေ positive လား negative လားဒီလူကိုကြောက်သလားအထင်ကြီးသလားအထင်သေးသလားအားနာသလားသူ့ကိုမယုံတင်ငါဖြစ်နေလားဘာပဲဖြစ်ဖြစ်ပေါ့သူနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အတွေးတွေနဲ့ကိုယ့်ရဲ့ feelings တွေသူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပြောဖို့ဆိုဖို့ကိုယ်အမူအရာနှုတ်အမူအရာတွေဒါတွေအားလုံးကိုကိုယ့်အကိုသိဖို့ကိုယ့်အကိုတာဝန်ယူဖို့လိုတယ်တာဝန်ယူဖို့လိုဆိုတာကကိုယ့်ကြောင့်ပို့ပြီးတော့စိုးမသွားအောင်ထားတယ်အကယ်၍သူကမှားသည်ဖြစ်စေနော်ကိုကပါမှားသွားလို့ရှိရင်နှစ်ယောက်အမှားဖြစ်သွားတယ်သူ့အမှားကကိုယ့်အမှားကိုအမှန်ဖြစ်အောင်လုပ်မပေးတချို့လူတွေရဲ့သဘောထားသူကမှဒီလိုသဘောထားရင်တော့ငါကလည်းသူ့လိုပဲသဘောထားလိုက်ဟောဒီလိုသဘောမျိုးရှိတတ်တယ်နော်သူကမှမကောင်းရင်ငါလည်းမကောင်းဘူးကိုယ့်ဘက်ကကိုယ့်တောင်းကိုပြီးပြန်ရောက်သွားတယ်အဲ့လိုသူ့သဘောထားကြောင့်ကိုကလည်းပဲသဘောထားဆိုးတဲ့သဘောထားမျိုးထားပန်ခွင့်ရှိတယ်လို့ယူဆရလို့ဒီ relationship ကကောင်းမလားကောင်းဖြစ်နိုင်ကိုယ့်ဘက်ကကိုတောင်းပြီးရောက်သွားတယ် Just as in any other unpleasant or threatening situation we can react unconsciously with some version of the fight or flight reaction when we are having a problem with another person and this usually makes matters worse in the long run တခြားကိစ္စမှာလိုပဲ unpleasant ဖြစ်တဲ့နော်နှစ်သက်စရာမဟုတ်တဲ့ကိုယ်သဘောမကျတဲ့ကိုယ့်ကိုဒုက္ခပေးမယ်လို့ထင်တဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အခါမှာကိုယ်တနေ့ကပြောသလိုပဲလူတွေက unconsciously fight or flight reaction ဖြစ်လာနော်သူ့ကိုရံပြန်တွေ့ရင်တွေ့မယ်တော့ဝင်ထွက်ပြေးပြီးတော့ရှောင်နေလိုက်ဒီလိုသဘောထားမျိုးနှစ်ခုပဲရှိတယ်နော်ဒီနှစ်ခုစလုံးဟာရေရှည်မှာပြဿနာကိုပိုပြီးဆိုးစေတယ်ပြဿနာကိုမပြေလည်သေးပြန်ပြီးတော့ fight လုပ်လည်းပဲဒီ fight ပွဲကြီးကမဆုံးနိုင်နော်ထွက်ပြေးမယ်ဆိုရင်လည်းပဲပြဿနာကိုရှောင်နေတဲ့ကြောင့်ပြဿနာမပြေဘူးအဲ့တော့ထွက်ပြေးရလည်းမဟုတ်ဘူးပြန်ပြီးတော့ရန်ခံတွေ့ရလည်းမဟုတ်ဘူးလေတခြားဖြည့်ရှင်းနေတဲ့နည်းရတော့ရှိရတယ်
fight or flight ဆိုတာကမရင်ကြီးသေးတဲ့အခြေအနေမျိုးမှာသုံးနေရှိတဲ့ reaction နော်အသိဉာဏ်ရှိတဲ့ရင်ကြီးတဲ့အဖြစ်ကိုရောက်လာတဲ့လူသားပြဿနာတစ်ခုကို fight or flight ဒီနှစ်နည်းနဲ့ဖြေရှင်းဖို့ကြိုးစားတယ်တခြားနည်းတစ်ခုရှိတယ်သူကရင်ကြီးတဲ့မျိုးတော့အခုလိုဖြစ်နေမှာလူတက်ကိုမကျင်နိုင်သူ့လက်ပြီးနဲ့ပြန်ထိုးလို့မဖြစ်ဘူးပြဿနာတစ်ခုရှိနေပြီသူ့ရန်ပြန်မတွေ့ချင်ဘူးထွက်ပြေးမယ်ဆိုလည်းမရဘူးတိန်နဲ့တူနေတယ်ဘယ်လိုမှထွက်ပြေးလို့မရဘူးရုံတရုံနဲ့မှလွတ်တယ်ထွက်ပြေးလို့မရဘူးတခြားနည်းကိုရှာတော့လူချင်းဆက်ဆံရေးမှာဘယ်လိုသဘောထားတွေကငင်္ဂလေးတွေကတင်မပေးဘဲနဲ့အခန့်ရှိလာကြအဲ့ဒီအခန့်ကဘယ်ကရလဲဆိုတော့ကလေးဟာပတ်ဝန်းကျင်ကိုကြည့်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်ကရတာတော့သူ့ရဲ့ပတ်ဝန်းကျင်မှာပထမဦးဆုံးပတ်ဝန်းကျင်ကအိမ်ပဲအဲ့တော့အိမ်မှာအမေအဖေဘယ်လိုဆက်ဆံမလဲအမေအဖေကတခြားအိမ်မှာရှိတဲ့အိမ်သားတွေကဘယ်လိုဆက်ဆံနော်အိမ်မှာတခြားဆွေမျိုးတွေရှိရင်ရှိမယ်တခြားငယ်တဲ့လူတွေရှိမယ်အိမ်မှာအဖေခေါ်ထားတဲ့တခြားသမီးချက်ကိုခေါ်ထားတာရှိမယ်ကားမောင်းကိုခေါ်ထားတာရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးပေါ့တိုးတော့ဘယ်သူဖြစ်ဖြစ်ဒီအိမ်ကိုရောက်လာတဲ့လူတွေပေါ်မှာမိဘကဘယ်လိုဆက်ဆံနေလဲဆိုတော့ကြည့်တော့ကလေးကအဲ့ဒါကိုတွေ့အထူးသဖြင့်မိဘနှစ်ဦးတူကိုတူဘယ်လိုဆက်အဲ့ဒါကြည့်ဒါကြောင့်မိဘနှစ်ဦးရဲ့ဆက်ဆံရေးအင်တန်ရေးကြီးနေတယ်Many of us have developed deeply ingrained habits for dealing with interpersonal unpleasantness and conflict. Deeply ingrained ဆိုတာအတွင်းမှာကိုဆွဲနေ These habits are often our inheritance. ဒါဟာအမွေရထားတာပါ habits နော်ဒီအကျင့် molded by the ways our parents related to each other and to other people. မိဘတွေကတူပေါ်တူဆက်ဆံပုံမိဘတွေကတခြားလူပေါ်မှာဆက်ဆံပုံမှာအခြေခံထားတယ် Some people are so threatened by conflict or angry feelings in others that they will do anything to avoid a blow up. Blow up ဆိုတာပောက်ကွဲတာနော်အဲ့တချို့လူတွေကပြဿနာတစ်ခုဖြစ်လာတိတ်ကြောက်ပြဿနာကိုကြောက်လွန်းတော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြဿနာမဖြစ်အောင်ပဲကြိုးစား At all cost ဘာပဲလုပ်ပြရဘယ်လိုအခြေအနေပဲရောက်နေပြဿနာမဖြစ်အောင်ဖြစ်တဲ့နည်းနဲ့ရှောင်နော်အဲ့တော့ရှောင်တာဟာတကယ်အကောင်းဆုံးနည်းတော့တမန်အဖြစ်ပြောမဆိုရင်ပြဿနာမဖြစ်အောင်ရှောင်တာကောင်းတယ်လို့ပြောလိုက်နော်တကယ်တော့ရင်းရှိမှအကောင်းဆုံးမဖြစ်အဲ့ဒါတခုတော့သဘောပေါက်ဖို့ If you have this habit you will tend not to show or tell people how you are really feeling အကယ်၍အဲ့လိုပြဿနာကိုကြောက်လွန်းတဲ့လူဟာအခက်ခဲအခြေအနေတခုတွေ့ကြုံလာတဲ့သူ့စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတာသူမပြောဘူးမြုံပြီးတော့တယ်အောင်ပြီးတော့ကြိတ်ပြီးတော့တယ်နော် but will try to avoid conflict at all costs by being passive conflict မဖြစ်အောင်ပြဿနာမတက်အောင်အခြေတင်မပြောရအောင် at all costs ဘာပဲတခြားဘာပဲလုပ်ရသူရအောင်ရှောင်တော့သူတို့ကလိုလိုက်မယ် giving in to them ရှုံးပေးလိုက်တယ် blame yourself ကိုယ့်ကိုယ်ကိုယ်ပဲပြစ်တယ်ငါကြောင့်ဘာပဲငါပဲမကောင်းလို့ပါအဲ့လိုပြစ်တယ် whatever it takes others may deal with their insecure feelings by creating conflict wherever they go တချို့လူကြောက်လဲအဲ့လိုမဟုတ်ပြဿနာတစ်ခုကြုံတိုင်းသူကကြီးပဲအမြဲတမ်းနိုင်ရချင်ဒါတော့မှအရှုံးမပေးဘူးအမှတ်တမဲ့ကြည့်ရင်အဲ့ဒါလည်းကောင်းတယ်လို့ထင်ရလိမ့်မယ်တချို့ဆိုရင်ကလေးတွေမြောက်ပေးလို့ရှိသူများနေရန်ဖြစ်ရင်ဘယ်တော့မှအရှုံးမပေးနဲ့ပြန်လို့အဲ့တော့အနိုင်ရတာကိုကောင်းတယ်လို့ထင်တာနော်အမှတ်တမဲ့ကြည့်ရင်လည်းကောင်းတယ်လို့ထင်ရလိမ့်မယ်ဒါပေမဲ့ရေးရှိမှာလူတွေပေါ်မှာရန်သူမုန်းထားတဲ့စိတ်ပြဿနာဖြစ်တိုင်းကိုကကြီးပဲအနိုင်ရခြင်းလို့ဖြစ်တဲ့နည်းနဲ့နိုင်ယူတဲ့သူပါပဲဆက်ဆံရေးသူ့ကိုတဖြည်းဖြည်းလူတွေကရှောင်နေသူ့အနားမှာနေတဲ့လူတွေကလည်းပဲသူပြောသမျှခေါင်းကြီးတဲ့လူတွေဖြစ်သွားတယ်အဲ့လိုဆိုရင်သူဟာသူ့ဘက်ကနေပို့ပြီးတော့ရင့်ကျက်တယ်ပို့ပြီးတော့ကောင်းတဲ့ဆက်ဆံရေးပုံစံမျိုးကိုညံ့ They see all the interactions in terms of power and control interaction ဆိုတာလူချင်းတွေ့ကြုံရတဲ့ဆက်ဆံအဲ့လိုလူချင်းတွေ့ကြုံရဆက်ဆံရတဲ့ကိစ္စမှန်သမျှကိုသူတို့ဟာ power နဲ့ control အနေနဲ့ပဲငါဟာသူ့ပေါ်မှာနှောက်မှုသူ့ကိုငါနိုင်ထားone up သဘောမျိုးဖြစ်နေတာ Every interaction is made into an occasion for external control in one way or for exerting control in one way or another ဆက်ဆံရေးတိုင်းဟာတနည်းနည်းနဲ့တစ်ဖက်သားပေါ်မှာအနိုင်ယူဖို့အဲ့လိုဖြစ်မျိုးရောက်အောင်ပဲသူလုပ်လို့ရှိ for getting their own way ကိုဖြစ်ချင်တာကိုဇုတ်ကိုဖြစ်အောင်လုပ်လို့ရှိ without thinking or caring about others သူဘာအနေနဲ့ဘယ်လိုခံစားရမလဲဆိုတာလုံးဝကြည့်စဒါမျိုးတွေကဒဇင်းတွေမဟုတ်ဘူးဆွေမျိုးတွေထဲမှာအဲ့လိုဖြစ်နေတွေ့ရဒီကောင်မတို့မှအရင်ချင်းထဲမှာအဲ့လိုဖြစ်နေတ
တယောက်ကိုနောက်တယောက်ကအပြတ်ကိုအနိုင်ထားတာတစ်သက်လုံးကိုနိုင်ထားတာ People who have this habit of relating tend to be aggressive and hostile အဲ့ဒါလို့အများအားတစ်ဖက်တက်ကြီးနိုင်လိုချင်တဲ့သဘောထားမျိုးရှိရပါသူက aggressive အများအားဖြစ်အများအားအကြမ်းဖက်ရန်လိုတဲ့သဘောရှိ hostile often without any awareness of how it is perceived from the outside များသောအားဖြင့်သူတို့ဟာတစ်ဖက်ကသူ့ကိုဘယ်လိုမြင်နေဆိုတော့သူသိဖို့မသိဘူးအကျင့်ကြီးကိုပါနေ They can be abrasive, abusive, insensitive out of sheer habit သူတို့ဟာထိခိုက်နေတစ်ဖက်သားကို abuse လုပ်နေဆိုတာတရားနိုင်ခြင်းနဲ့နိုင်ကျင့်နေ insensitive တစ်ဖက်သားရဲ့ခံစားချက်ကိုလုံးဝပုံချင်းမစားအကျင့်ကိုပါ out of sheer habit လုံးဝကိုအကျင့် off ဖြစ်တယ် Their speech tends to be harsh သူတို့ရဲ့ပြောမှုဆိုပေါ်ကြမ်းတမ်းတယ်အမြဲတမ်းတစ်ဖက်သားကိုစိတ်ဆင်းရဲစရာစကားလုံးတွေပါတယ်တစ်ဖက်သားကိုမလေးမစားပြောလို့ရှိကိုချင်းမစားရတဲ့စကားမျိုးပြောလို့ရှိ both in the choice of words ရွေးချယ်တဲ့စကားလုံးကစားပြင်းပြင်းထန်ထန်စကားလုံးတွေသုံးလို့ရှိတယ် and in the tone of voice စကားအတန်ကိုကမာကြီးကြမ်းကြမ်းကြီးပြောလို့ရှိ They may act as if all relationships are struggles to assert dominance သူတို့ရဲ့ပြုမှုပုံကြည့်လို့ရှိရင်ဆက်ဆံရေးတိုင်းဟာကိုကအနိုင်ရဖို့ဆိုတဲ့သဘောမျိုးဖြစ်တယ် As a result they usually leave a wake of bad feelings behind them in other people အဲ့လိုလုပ်ချင်အပြင်သူတို့ဟာလူချင်းဆက်ဆံရေးမှာသူတို့အနောက်မှာအမြဲတမ်း bad feelings တွေအတိုင်းထားပြီးဖက်သားသူတို့ပေါ်မှာစိတ်ညစ်တာစိတ်ပြက်တာစိတ်ဆိုးတာကိုယ့်ကိုယ်လည်းစိတ်ပြက်တာအားငယ်တာဆင်းရဲမှုတွေတိုင်းထားပြီးကြံရစ်တယ် When we feel that our interest or our social status is threatened, we are capable of reacting unconsciously to protect or defend our position before we know what we are doing. ကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့ social status ကိုယ့်ရဲ့အဆင့်တန်းကိုယ့်ရဲ့ goal ထိခိုက်ပြီးလို့ထင်လို့ရှိရင်များသောအားဖြင့်လူတွေဟာ unconsciously ကိုယ့်ကိုယ်ကာကွယ်လာတယ်နော်ဟိုတိကျတာတွေးနေတာမဟုတ်အလိုလျောက်ကြီးပဲကိုယ့်ကိုယ်ကာကွယ်လာတယ် Usually this behavior compounds our problems by increasing the level of conflict များသောအားဖြင့်အဲ့လိုကိုယ့်ကိုယ်ကိုသိပြီးတော့အကာအကွယ်ပေးတဲ့ခါမျိုးမှာကာကွယ်ပေးတာလွန်သွားပြီးတော့ပြဿနာကိုပိုပြီးတက်စေပြဿနာကိုအချင်းလေးကိုတေချာနားလည်ပြီးတော့ညှိယူဖို့မစင်စားပဲနဲ့နည်းနည်းလေးမှအထိမခံဘူးဆိုတဲ့သဘောထားမျိုးဖြစ်လာဟုတ်အခက်အခဲပြဿနာကျုံတဲ့ခါကိုယ့်ဘက်သူ့ဘက်နှစ်ဖက်မျှပြီးတော့ကြည့်တတ်မှပြဿနာပြီးတယ်ကိုယ့်ဘက်ကြည့်တဲ့ကြည့်ပြီးတော့ကိုယ့်ဘက်ကတလက်မှ short မပေးဘူးဆိုတဲ့သဘောထားမျိုးရှိနေလို့ရှိရင်ပြဿနာပိုပြီးတင်းမာသွားတယ် Usually or alternatively we might act submissive သို့မဟုတ်လည်းပဲခုနဟိုတယောက်လိုပဲအမြဲတမ်းအရှုံးပေးလိုက်တခုတယောက်နဲ့ရင်ဆိုင်ရတော့မယ်အကြည့်နဲ့ပြောရတော့မယ်ဆိုရင်ဘယ်တော့မှမပြောဘူးအမြဲတမ်းအရှုံးပေးလိုက်အဲ့လိုအရှုံးပေးတော့ဘာဖြစ်လဲ When we do it is often at the expense of our own views feelings and self-respect အဲ့လိုအရှုံးပေးတဲ့အခါမှာ at the expense of our own views ဆိုတာကိုယ့်ရဲ့အသိအမြင်ကိုယ့်ရဲ့ရှုထောင့်ကိုအဆုံးရှုံးခံလိုက်ရတယ် our feelings နော်ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲပေါ်ပြခွင့်မရတော့အဲ့ဒါကိုလည်းပဲအပယ်ခံနော် and self-respect ကိုယ့်ကိုယ်ကိုလေးစားမှုကိုလည်းပဲအဆုံးရှုံးခံသူတစ်ပါးနိုင်တာကိုခံလိုက်ရတဲ့လူက self-respect ကအမှန်ကျသွားတာပေါင်းကျင်နေနဲ့ကြည့်ရင်မဆိုရင်ကိုပဲကြည့်ဟိုတယောက်ကသူ့ကိုနိုင်တာသူကတော့ခေါင်းကုန်ခန်းနေရတာဘာမှမတတ်နိုင်ရှာတနာစရာတတော်လေးဆိုတဲ့ကူကကျသွားတယ်နော် self-respect အဲ့တော့အရှုံးပေးလို့ရှိရင် self-respect ကကျသွားတယ်နော်ကိုယ့်ရဲ့ feeling တွေကိုအတိမပြုတာမခံရဘူးကိုယ့်ရဲ့ခံစားချက်ကိုပေါ်ပြခွင့်လည်းမရဘူးကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့အမြင်ကိုလည်းပေါ်ပြခွင့်မရတော့ဒီလူရဲ့စိတ်ထဲမှာမကြည်မနှက်ကြီးမအီမလဲကြီးကြံရင်မှာသတိထားကြည့်ဒီလိုဆက်ဆံရေးပုံစံမျိုးဆိုတာဟိုအောက်ဆုံးအဆင့်ကနေအထက်ဆုံးအဆင့်ကြောင်သွားနေအဲ့တော့အဆင့်စဉ်စဉ်းစားသွားကြအမြဲတမ်းအရှုံးပေးရတဲ့လူကကြာလို့ရှိရင်တိမ်ငယ်တဲ့သဘောမျိုးရှိတာပေါင်းကျင်အတိုင်းဝန်းကြားထဲမှာကိုယ်ပဲမျက်နှာငယ်တဲ့လူဖြစ်တာ
But since we also have the ability to reflect, think, and be aware, we have a range of other options available to us that go well beyond our most unconscious and deeply ingrained instincts. အဲ့တော့အကျင့်ပါနေလို့သူ့အလိုလျောက်တုံ့ပြန်နေတာမျိုးကဒီလိုနှမျိုးရှိတယ်နော်သို့တော်လည်းပဲလူဆိုတာစဉ်းစားတွေးခေါ်တတ်တဲ့လူဖြစ်တယ်အသိဉာဏ်ရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်အခုလိုအခြေအနေမျိုးမှာဒီလို unconsciously အသိဉာဏ်မပါသတိမပါဘဲနဲ့တုံ့ပြန်နေတာမျိုးမဟုတ်ပဲနဲ့သတိနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့တခြားတနည်းတုံ့ပြန်ဖို့ရင်ဆိုင်ဖို့ရှိရမယ်နော် but we need purposefully to cultivate these options အဲ့ဒီ option ဆိုတာ not တနည်းရှိသေးတာပြောတာနော် option ဆိုတဲ့စကားလုံးတော့ကြားဘူးနေရွေးချယ်စရာနောက်တစ်ခုရှိသေးတယ်နော်အဲ့ဒီရွေးချယ်စရာနောက်တနည်းရှိသေးတာကိုအဲ့ဒါကိုတမင်တကာကိုလေ့ကျင့်ယူရမှာတဲ့အလိုလျောက်တော့ဖြစ်မလားတခြားနည်းတနည်းရှိသေးတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုအလေ့အကျင့်လုပ်ယူရမယ်ဆက်ဆံရေးတိုင်းမှာသတိထားဖို့ရံလည်းမလုပ်ဘူးထွက်လည်းမပြေဘူးတခြားတနည်းနဲ့ပြေလည်အောင်လုပ်လို့ရတယ် they don't just magically surface အဲ့လိုတခြားတနည်းဟာသူ့အလိုလျောက်ဖြစ်မလား especially if our mode of interpersonal relating has been dominated by automatically defensive or aggressive behavior that we have not really bothered to look at သူတို့ဖြင့်ငကိုယ်လုံးကကိုယ့်ရဲ့ unconsciously မသိဘဲနဲ့တုံ့ပြန်နေပုံဟာ defensive automatically defensive ဖြစ်နော် aggressive ဖြစ်ကိုယ့်ကိုယ်ကာကွယ်လို့ねရန်လိုတဲ့သဘောထားရှိတယ်လုံးဝလည်းပဲအမြဲတမ်းအရှုံးပေးလိမ့်ရှိ It is a matter of choosing a response rather than being carried away by a reaction အဲ့ဒီ response နဲ့ reaction ဆိုတဲ့ဒီစကားနှလုံးကိုသိချာသဘောပေါက်ထားဖို့အမြဲတမ်းအဲ့ဒါကိုသတိရှိဖို့လေတော့ဉာဏ်နဲ့ကြည့်ပြီးတော့ရွေးချယ်ပြီးတော့ပြုလုပ်တဲ့ကိစ္စကိုအချိန်တွေကိုကြည့်ပြီးတော့အချိန်နဲ့တင့်တော်ပြုလုပ်တဲ့ကိစ္စကို response လို့ဉာဏ်နဲ့မသိဘဲနဲ့အလိုလျောက်ပြန်တုံ့ပြန်တာကို react လို့ reaction လို့ခေါ်တယ်နော်ဉာဏ်မပါရင် reaction လို့ခေါ်မယ်ဉာဏ်ပါလာရင် response လို့ခေါ် Relationships are based on connectedness နော်ပေါင်းသင်းဆက်ဆံရေးဆိုတာတုံးနဲ့တူဆက်ဆံမှုမှာအခြေခံနေနော်လူဆိုတာတယောက်တည်းနေလို့မရဘူးအဲ့ဒါကိုသတိထားဖို့နော်လူဆိုတာလူနဲ့ကင်းကွာပြီးနေလို့တချို့လူတွေကတော့မာနကြီးကြီးနဲ့ပြောလို့ရှိဘူးမှမရှိလဲငါတယောက်တည်းနေနေအဲ့ဒါအပြောတာကြီးတယ်တကယ်တယောက်တည်းနေကြီးမဖြစ်ဘူးဘဝမစိုးပြေတော့ပြင်းချက်ချကြီးဖြစ်လာကြိုင်စစ်ပြက်လာအဲ့လိုလူကပို့ပြီးတော့ရန်လုံမုန်းထားတဲ့စိတ်ရှိချို့ကပြောလို့ရှိတာဘူးမှမရှိလဲကိစ္စမရှိငါမလိုဘူးသူများကို I don't need you လို့ပြောလို့ရှိအဲ့စကားမျိုးဘယ်တော့မှမပြောမိဘူးဘယ်လိုဖြစ်ရမလဲဆိုတော့ I need you as much as you need me ဘယ်လိုဖြစ်ငါလည်းတင့်ကိုလိုအပ်တယ်လို့သင်လည်းငါ့ကိုလိုအပ်တာပါတို့ကသူအပြန်အလှန်ကူညီဖို့လိုတယ်အပြန်အလှန်ညီခိုးဖို့လိုတယ် When people communicate or exchange of perspectives takes place that can lead to new ways of seeing and being together for the people involved အဲ့တော့လူချင်းစကားပြောတဲ့အခါမှာတယောက်တယောက်အတိအမြင်ချင်းဖလှယ်ရတယ်အဲ့လိုအတိအမြင်ချင်းဖလှယ်လို့ရှိရင်အတိအမြင်သိတွေရတာကိုယ်တစ်ဖက်သက်တဲ့အမြင်ကမပြည့်စုံနိုင်ဘူးဘယ်နည်းမှမပြည့်စုံဘူးဘယ်တော့ပဲပညာတတ်တဲ့လူပဲပြောသူတစ်ဖက်သက်တဲ့အမြင်နဲ့ဘယ်တော့မှမပြည့်စုံကျန်တဲ့လူတွေဘယ်လိုမြင်တယ်လဲဘယ်လိုခံစားရတယ်ဆိုတာသိဖို့လူကြီးနေရာမှာနေရလူတော့မှကိုယ့်အောက်ကလူတွေဘယ်လိုခံစားနေရတယ်ဆိုတာသိမှရတယ်ညှိပြီးလို့မှရတော့ We are capable of communicating far more than fear and insecurity to each other when our feelings become part of the legitimate scope of our awareness. အဲ့တော့ကိုယ့်ရဲ့ခံစားချက်ကတရားဝင်တဲ့ဖြစ်တင်ဖြစ်တတ်တဲ့အခြေအနေမျိုးကိုရောက်လာလို့ရှိရင်လက်ခံတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့သိလို့ရှိရင်အများနဲ့ဆက်ဆံတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေလာ fear နဲ့ insecurity ကနည်းသွားတယ်ကိုယ့်ရဲ့သဘောထားကိုတင်ပြနိုင်ခွင့်မရှိလို့ရှိရင်အဲ့ဒါလို့ fear and insecurity ကပို့ပြီးတော့ဖြစ်တာ Even when we are feeling threatened, angry or frightened, we have the potential to improve our relationships dramatically if we bring mindfulness into the domain of communication itself. ဒီ communication တွေမှာကိုက mindfulness ကိုယူလာနိုင်လို့ရှိလူချင်းပြောရဲဆိုတဲ့အခါမှာတတိလေးပါလာလို့ရှိရင်နော်
အဲ့ဒီအခြေအနေဟာမူလတုန်းကအခြေအနေဟာအန်ဒရရှိတဲ့အခြေအနေမျိုးနော်သိဆိုးစရာအခြေအနေမျိုးကြောက်စရာအခြေအနေမျိုးပင်ဖြစ်တော်လဲပဲအများကြီးပြောင်းလဲလာတတိလေးရှိလို့ရှိရင်ဒီအခြေအနေကပြောင်းလဲသွားတယ်အဲ့ဒါကိုသူတို့တဘောပေါက်အခြေအနေဘယ်လောက်ဆိုးနေတတိရှိလို့ရှိရင်အဲ့ဒီအခြေအနေကကောင်းလာတယ်အချင်းချုံလိုက်အဲ့ဒါThe word communication suggests a flow of energy through a common bond. The communication ဆိုတဲ့စကားက common bond ဆိုတာသူတို့တုံးနဲ့တူတာ bond ဆိုတာရှိတယ်နော်ဆက်ဆက်မှုရှိအဲ့ဒီဆက်ဆက်မှုရှိနေတဲ့ဒီ bond တွေမှာ energy flow ရှိတယ်ဆိုတာကိုပြတာအတော်ပြန်သူကလည်းပြောချင်တာကိုပြောလို့ရတယ်ကိုကလည်းပြောချင်တာပြောလို့ရတယ်သူပြောတာကိုကိုနားလဲတယ်ကိုပြောတာလည်းသူနားလဲအဲ့လို flow ရှိရ As with communion it implies a union communion ဆိုရင်ပဲစကားလုံးမှာနောက်ဆုံးက union ဆိုတဲ့စကားလုံးပါတယ်နော် communication နဲ့ communion နဲ့ union နဲ့ဒိဗ္ဗေချင်းနှိစက်နော် communication ဆိုတဲ့စကားက implies a union နော်ပေါင်းစည်းမှုကိုဖော်ပြတယ် a joining or sharing နော်ဆက်ဆက်ပြလိုက်တာတွဲလိုက်တာ so to communicate is to unite communicate လုပ်တယ်ဆိုတာက unite လုပ်တာနော်ပေါင်းစပ်သွားတာစုစည်းသွားတာတစ်ခုတည်းဖြစ်သွားတာတစ်ပေါင်းတည်းဖြစ်သွားတာ to have a meeting or union of minds အသိဉာဏ်ချင်းစိတ်ချင်းတွေ့သွားတာ This does not necessarily mean agreement အဲ့လိုအသိဉာဏ်ချင်းတယောက်ရဲ့စိတ်ကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့သဘောထားကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့ခံစားချက်ကိုတယောက်သဘောပေါက်သွားတယ်ဆိုတာကသဘောတူသွားတယ်လို့မဆိုလိုပါဘူးသဘောပေါက်တာနဲ့သဘောတူတာနဲ့သဘောပေါက်ဖို့လိုတယ်သဘောတူနိုင်တဲ့အခြေအနေရှိရင်သဘောတူတဲ့နဲ့ဆိုတူရမယ်သဘောမတူခြင်းမှုဆိုလည်းပဲကိစ္စမရှိရဘူးဒါပေမဲ့အရေးကြီးတာသဘောပေါက် It does mean seeing the situation as a whole ဆိုလိုတာကအခြေအနေတစ်ခုလုံးကိုခြုံပြီးတော့ပြည့်စုံမြင်တာကိုဆိုလိုတာကိုယ့်ဘက်သူ့ဘက်နှစ်ဖက်မြင်တာနော် and understanding the other person's view as well as one's own ကိုယ့်အမြင်ကိုလည်းကိုယ့်ရဲ့ view ကိုလည်းပဲကိုယ်သိချင်နားလည်တယ်တစ်ဖက်သားရဲ့အမြင်တစ်ဖက်သားရဲ့ခံစားချက်ကိုလည်းပဲသိချင်နားလည်သွားတယ်လို့ပြောချင်တာ When we are totally absorbed in our own feelings and our own view and agenda ကိုယ့်ရဲ့ feeling နဲ့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲကိုကဒီထက်မှပဲမြုပ်နေမယ်နော်တစ်ဖက်သားကြီးမြုပ်နေမယ်ဆိုရင် it is virtually impossible to have a genuine communication တကယ်စစ်မှန်တဲ့ communication တကယ်စစ်မှန်တဲ့စကားပြောဆိုဆက်ဆံမှုဆိုတာမဖြစ်နိုင်ဘူးတစ်ဖက်သားသဘောထားနေရ communication မဖြစ်နိုင်ဘူးဆက်ဆံရေးတင်းမာနေတာတွေဆက်ဆံရေးတွေ break down ဖြစ်သွားတာအဲ့လိုဖြစ်နေတစ်ဖက်သားကြီးဖြစ် communication မရှိတော့ဘူးလို့ဆိုတော့လူနှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံစံဥပမာလေးနဲ့ပြောရမှာဆိုရင်ဥပမာလူတစ်ယောက်ကနောက်တစ်ယောက်ကိုရိုက်ဖို့လာတယ်ဆိုတော့ရိုက်ခါမဲ့လူကတခါတည်းကြက်မြင်မှာလှဲအိတ်ချလိုက်ပြီးတော့ရိုက်ပါချက်တလို့လုပ်ပါလို့တော့ခါမှာပဲငါအပြစ်ပဲဒီလိုကိုပြစ်ပုံချပြီးလုပ်သမျှကိုခံပြီတို့မို့ရင်မြိုက်ပါနဲ့ငါပြစ်မှုပါဘူးသူများလောက်တာပါစသဖြင့်သူများမှာပြစ်ပုံချပြီးတော့တို့သမျှကိုလည်းခံပြီဆိုတော့အဲ့ဒါလို့ဖြစ်မျိုးဟာကျင်းနေเสียမဖြစ်ဒါပေမဲ့ဒါမျိုးကတကယ်ဒီလောကမှာတော်လေးဖြစ်များကြပါတယ်တယောက်ကအမြဲတမ်းရှုံးပေးလိုက်တယ်ဒီလိုလေးနဲ့ရှုံးပေးလိုက်တယ်နောက်တယောက်ကအမြဲတမ်းနေယူသွားတယ်ဒုတိယတနည်းကတော့လူတယောက်ကနောက်လူတယောက်ကိုစိတ်ဆိုးလို့ရိုက်ဖို့လာတယ်ရိုက်ခါမဲ့လူကကပ်ပြီးတော့ရှုံလိုက်တယ်လွတ်သွားတယ်အဲ့လိုလွတ်သွားတော့ရိုက်ဖို့လာတဲ့လူကတော်လေးမကြည်မနှံ့ဖြစ်သွားတယ်ဒါပေမဲ့လွတ်သွားတဲ့ရိုက်ခါမဲ့သူကတော့သူကတမျိုးကျင်တတ်မှုရသွားတယ်ဒါပေမဲ့ရေရှိမှန်တာပြတ်တာဖြစ်ရှင်းနေပြတ်တာကိုရှောင်နေုံနဲ့ပြတ်တာဆိုတာကြီးလိမ့်မသွား contact မရှိပြတ်တာကို
ရှောင်နေုံနဲ့ပြတ်တာမပြေလည်နဲ့အများတန်းထွက်ပြေးနေုံနဲ့လူတွေကိုအများတန်းရှောင်နေလူလူချင်းတွေ့ချင်အောင်ခက်ခဲပြတ်တာပြေလည်မတော့တွေ့တော့လည်းပဲလင်မယားတွေမှာတော်တော်များများဒီတိုင်းပဲဖြစ်နေကြတာတွေ့ရတယ် Couples often get into this kind of behavior with each other လင်မယားတွေမှာဒီလိုအပြုအမူမျိုးနဲ့တယောက်ကိုတယောက်ဆက်ဆံနေကြတာအများကြီးတွေ့ရတယ် one pursuing contact တယောက်ကတော့တယောက်ကိုဒီနည်းနဲ့ contact ရအောင်လိုက်လုပ်တယ် the other rejecting or avoiding it at all cost နောက်တစ်ယောက်ကတော့ဒါကိုရှောင်တယ်အများအားပဲဖြစ်တဲ့နည်းနဲ့ရှောင် these aggressive and passive roles when they become deep habits can be very painful for both parties because there's no contact no communication ဒီလိုတစ်ဖက်ကအရန်လို့တယ်တစ်ဖက်ကအများအားရှောင်တယ်ဆိုတဲ့လူနည်းမျိုးဟာအကျင့်ကြီးဖြစ်သွားနိုင်တယ်အဲ့လိုအကျင့်ကြီးဖြစ်သွားလို့ရှိရင်နှစ်ဦးစလုံးပေါ်တော်လေးခါခက်တဲ့ရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့တူနဲ့တူအပြန်လန်ပြောဆိုမှုဆက်ဆံမှုမရှိတော့ဘူး it is lonely and frustrating အဲ့လိုတယောက်ကိုတယောက်ရှောင်လို့ရှိရင်နှစ်ယောက်စလုံးကအထီးကျန်ဖြစ်နေတာဖော်မဲ့သွားတယ်စိတ်ထဲမှာလည်းကျဉ်းနှံ့မှုမရနိုင်အဲ့တော့တယောက်ကိုတယောက်အကျင့်နဲ့အားချင်းပြန်ပြီးတော့နေလိုက်ကြတာနော်စကားနဲ့ဆိုလည်းပဲ तू ကတစ်ခုပြောက် तू ကတစ်ခုကိုယ်ကာယအပြင်ဆိုလည်းပဲ तू ကတစ်ချက်ဆို तू ကတစ်ချက်ပဲပြန်လုပ်တာရှုံးပြန်မပေးဘူးအဲ့တော့အမှတ်တမဲ့ကြည့်လို့ရှိရင်တော့ဒါလည်းတမျိုးကျင်တတ်เสียလို့ထင်နေမယ်တော်တော်များများဆက်ဆံရေးပုံစံအဲ့လိုလည်းဖြစ်ဒီလည်းရှုံးမပေးကိုလည်းရှုံးမပေးတကြက်ကြက်နဲ့ရန်ဖြစ်ပဲနေကြတာနေများလည်းအဲ့လိုမရှိမိဘနဲ့သားသမီးတွေလိုပဲရှိရှုံးမပေး at least in this one there is contact ဒါပေမဲ့ဒီလိုတယောက်ကိုတယောက်ရှုံးလည်းမပေးဘူးထွက်လည်းမပြေးတာကကောင်းတဲ့တစ်ချက်တော့ရှိသေးတယ်ဘာလဲဆိုတော့ contact တော့ရှိသေးတယ်ဒါကြောင့်အရင်တော့ပြောဘူးလေနော်လုံးဝစကားမပြောဘဲနဲ့ရှုံသွားတာနဲ့ဆိုတာပြန်ဖြစ်တာတော်သေးတယ်တော်နေသေးတယ်သူက contact ရှိနေသေးတယ်နော် but this exercise leaves us feeling empty too ဒါပေမဲ့ feeling empty ပဲပြတ်နာမဖြစ်တယ်ကျဉ်းနှံ့မှုမရနိုင်နောက်တစ်ခုကတော့ the last exercise အဲ့ဒါကဘာလဲဆိုတော့သူကကိုယ့်ကိုရံမှုဖို့လာတယ်ဆိုတော့နော်အခုနောက်လိုပဲဇက်ကွက်ကလေးနဲ့ရှင်းလိုက်မယ်တယောက်ကတော့တယောက်ကိုရိုက်ပြီးနော်ဒါဟိုပုံပမာလေးနဲ့ပြောတာပါဥပမာနော်ရိုက်ဖို့လာတဲ့လူကိုကလှဲအိတ်တော့လည်းမပေးလိုက်နော်ကပ်တော့လည်းပဲလွတ်အောင်ရှောင်မသွားဘူးပြန်တော့လည်းအားချင်းပြန်ပြီးတော့မတွန်းဘာလို့လဲလဲဆိုတော့ तू ကကိုယ့်ကိုရိုက်မယ်ဆိုတဲ့အချိန်မှာ तू ကသူ့ကိုဒါလေးဝင်ကတ်တယ်အဲ့တော့ရိုက်တဲ့တန်ချက်ကသူ့နဲ့ကိုယ်နဲ့ပူရတဲ့ကြောင် तू ရိုက်လို့မလွယ်တော့ပူကလိုက်တော့အဲ့ဒီရိုက်မယ်ဆိုတဲ့လက်ကိုအသားလေးကင်ပြီး तू လွှဲသွားမယ်ပဲကိုပဲလွှဲပြလိုက် तू အာလန်ချောင်းအတိုင်းပဲသွားပြီးသူ့ပြန်မတွန်းဆန့်ကျင်မဲ့မလို့အဲ့တော့ရိုက်တဲ့လူဟာရိုက်ပြီမယ်ရိုက်ခံတဲ့လူဟာရိုက်မခံရိုက်တဲ့တန်ချက်ကသူ့ကိုယ်ကိုရောက်အဲ့ဒါအတိတ်တွေကဘာလဲဆိုတော့တယောက်က attack လုပ်လာလို့ရှိရင်သူ့ကိုပြန်ပြီးတော့ဓာတ်ရိုက်ပြန်မတွန်းမိနဲ့ဒီဖြစ်လာတဲ့ပြဿနာကိုပူပေါင်းပြီးတော့ဖြေရှင်းပြတာအဲ့တော့ဘယ်လိုနည်းနဲ့ဖြေရှင်းမယ်ဆိုတာကိုတော့ဘယ်သူမှအတိအကျပုံသင်နည်းအနေနဲ့မသိနော်ဒါမျိုးဆိုတာကနည်းနည်းစိတ်ရှည်မှရတယ်အေးစစ်စစ်ဖြေရှင်းမှရတယ်ဟောပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ရံမလုပ်ပဲနဲ့ထွက်လည်းမပြေးပဲနဲ့ခေါင်းအေးနဲ့တတိလေးနဲ့ကြည့်ပြီးတော့စဉ်းစားဖို့တစ်ဖက်ကဘယ်လိုခံစားနေရတယ်ဆိုတာကိုလည်းပဲအေချာတိတိကျမေးဖို့လိုတယ်နားထောင်ဖို့လိုတယ်ကိုယ့်ဘက်ကဘယ်လိုခံစားနေရဆိုတာကိုလည်းပဲတက်တဲ့လောက်အေးစစ်စစ်ပြန်ပြီးတော့ပြောပြဖို့နော် but if you are committed to meeting each moment mindfully with as much calmness and acceptance as you can muster တော့ဖြစ်ပေါ်လာတဲ့အခြေအနေမှာ each moment ကိုတတိလေးနဲ့ဟိုကရင်ဆိုင်မယ်ဆိုရင်နော်တန်းတဲ့လောက်စိတ်ကလေးကိုအေးထားမယ်တန်းတဲ့လောက်လက်ခံမယ်ဆိုရင် and with a sense of your own integrity and balance ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ကိုယ့်ရဲ့တည်ငြိမ်မှုကိုလည်းပဲထိမ့်သိမ့်ပတ်နေမယ်ဆိုရင်
new and more harmonious solutions often come to mind as you need them အသစ်ဖြစ်တဲ့ပို့ပြီးတော့ harmony ဖြစ်တဲ့နော်ပို့ပြီးတော့အဆင်ပြေနိုင်မဲ့အဖြေတွေဟာလုံးဝလုံးပေါ်လာနိုင်တယ်တတိရှိနေလို့ရှိရင်အေးစစ်ဒီပြတ်နောင်နားလဲတော့ကောင်းတဲ့အဖြေပေါ် when you are willing the patience wisdom and firmness that can come out of a moment of mindfulness in the heart of a stressful interpersonal situation yield fruit almost immediate အဲ့တော့လူချင်းဆက်ဆံရေးမှာ stress ရှိလာပြီတင်းမာမှုရှိလာပြီဆိုရင်အဲ့ဒီအချိန်မှာ patient ပြီးခံနိုင်တဲ့သဘောထားရှိမယ်ဆို wisdom အသိဉာဏ်လည်းရှိမယ်ဆို firmness ဆိုတာကခိုင်မာတဲ့သဘောထားမျိုးရှိမယ်ဆိုဒီပြဿနာကိုငါပြေးလဲအောင်ဖြေရှင်းမယ်သဘောထားကြီးကြီးနဲ့ဖြေရှင်းမယ်ဆိုတဲ့ဒီလိုသဘောထားမျိုးရှိမယ်ဆိုရင်အဲ့သဘောထားမျိုးကလည်းဘယ်လိုခံမှရှိလဲဆိုတော့ that can come out of a moment of mindfulness နော်တတိလည်းရှိနေမှလားဖြစ်နိုင်တာနော်တတိရှိနေတဲ့အခြေအနေမျိုးမှာဒီလိုသိခံတဲ့စိတ်ဖြစ်လာနော် in the heart of in the heat of a stressful interpersonal situation အမှန်တင်းမာနေတဲ့အခြေအနေကြားထဲမှာကိုပဲတတိရှိနေတာတတိရှိနေလို့ရှိရင်နည်းနည်းစိတ်ပူရှိအဲ့လိုစိတ်ပူလို့ရှိလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာချက်ချင်းပဲရပါတယ်ဘာဖြစ်လို့လဲ because the other person usually senses that you cannot be intimidated or over ကိုကတတိရှိနေတော့ကို့မှာနည်းနည်းတည်ငြိမ်မှုရှိနေနော်အေးအေးဆေးဆေးပဲသူကဒေါသကြီးနေမယ်ကိုကအေးအေးဆေးဆေးကြောက်တဲ့အမူအရာလည်းမပြောက်ထွက်လည်းမပြေဘူးသူ့လည်းရံပြန်မလို့အေးအေးဆေးဆေးပဲနော်တတိနဲ့အေးဆေးနေဆိုတစ်ဖက်ကတည်ငါ6တိုင်းသူကြောက်နော်နောက်လည်းသူရံခံမလို့သူကြောက်လည်းမကြောက်သူတော်အေးအေးဆေးဆေးလေးနားထောင်ဒီကိစ္စကိုအေးအေးဆေးဆေးနားအဲ့လိုကိုကအေးအေးဆေးဆေးခေါင်းအေးအေးနဲ့နေတယ်ဆိုတော့တစ်ဖက်ကသိရဆိုရင်ကိုပဲဘုဘကနည်းနည်းလေးတော့ရှင်လို့ပါသူ့ရံပြန်ခါလို့သူပိုအားရှိတာသူကြောက်တဲ့အမူအရာပြန်သူပိုအားရှိနော်သူကြောက်တဲ့အမူအရာလည်းမပြောက်ဘူးပြန်လည်းပြန်မတော့အေးစစ်နေတဲ့တဲ့ကောကသူ့မှာခိုင်မာတဲ့သဘောကိုပြတာနော်ဒေါသကြီးတယ်ဆိုတာခိုင်မာတဲ့သဘောဆက်ပြီးရဆိုတာလည်းပဲခိုင်မာတဲ့သဘောရံပြန်တွေ့ရဆိုတာလည်းပဲခိုင်မာတဲ့သဘောမဟုတ်အေးအေးလေးနဲ့ဒီမြင်နေလိုက်တာအဲ့ဒီခိုင်မာတဲ့သဘောထားကိုတစ်ဖက်ကမြင်လို့ရှိအလိုလိုနည်းနည်းလေးရှင်းသွားပြောင်းနဲ့သူ့လေသာပြောသွားရှင်ရောသွားဒါကြောင့်သူတစ်ပါးကကိုယ်ကိုစိတ်ဆိုးမှန်ဆိုးပြောရလို့ရှိအေးအေးလေးတတိလေးထားလိုက်ကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲကတော့ပြန်ပြောချင်တာပေါ့နော် reaction တော့လာနေပြီဒါပေမဲ့အဲ့ဒီ reaction ကိုပြန်ကြည့်လိုက်မစိတ်ကတော့နည်းနည်းစိတ်ပြုတ်ငါပြန်ပြောချင်ဒါပေမဲ့ခဏပြောတော့ပြောမှထွက်တော့မပြေဘူးအရှုံးတော့မပေးဘူးနော်ဒါပေမဲ့အေးအေးသေးသေးပြောသူ့လိုတော့ဒေါ်ကြီးမောကြီးနဲ့ပြန်အဲ့လိုအေးအေးလေးနေနေတဲ့ဆိုရင်ပဲတစ်ဖက်ကနည်းနည်းတော့ရှုပ်အဲ့ဒါကချက်ချင်းရတဲ့ကျူးကျေးတယ် he or she will feel your calmness အဲ့တစ်ဖက်ကကိုယ်ကိုရန်လိုတဲ့လူဟာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်နော်ကိုယ့်ရဲ့ calmness ကိုကတည်တည်ငြိမ်လေးနေတာကိုသူရတယ် will feel အဲ့ဒါကိုသူခံစားလိုက်ရတယ် and self confidence ကိုယ့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုရှိနေတယ်ဆိုတာကိုလည်းတစ်ဖက်ကအဲ့ဒါကိုသိသွားတယ်သူကတော့ထွက်မယ်သူ့နေရာလေးမှာသူခိုင်မာမာလေးရပ်တော့နေအေးလေးရပ်ပြီးတော့နော် and take that and will in all likelihood be drawn toward it because it embodies inner peace အဲ့လိုကိုကအေးအေးဆေးဆေးလေးနဲ့ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ရပ်တည်လိုက်တဲ့ဆိုရင်ကိုပဲတစ်ဖက်ကအဲ့ဒါရဲ့အင်အားကိုသူကလွှမ်းမိုးတာခံရတာနော်မိမိရဲ့အတွင်းမှာတနည်းအားဖြင့်တည်ငြိမ်မှုအေးဆေးမှုရှိနေတာအဲ့ဒါကဆွဲဆောင်မှုတစ်မျိုးရှိ when you are willing to be secure enough in yourself to listen to what other people want တစ်ဖက်သားကတော့ကြီးမောကြီးနဲ့ပြောတာဖြစ်ဆိုဘာပဲပြောပါကိုယ်စိတ်ထဲမှာလုံခြုံမှုခိုင်မာမှုရှိတယ်ဆိုသူပြောတာကိုဆုံးအောင်နားထောင်ပြောတော့မှကိုင်ပါပြောမလို့ပြောကိုကငကိုတွေကကြောက်စိတ်ရှိတယ်ဆိုသူကတခုံးပြောနေတယ်ပဲနဲ့ကိုယ့်ကိုပြန်ကာကွယ်တော့ကိုယ်စိတ်ထဲမှာခိုင်မာမှုရှိလို့ရှိရင်သူ့စကားကိုနားထောင်နိုင်တယ်တဲ့အဲ့ဒါစဉ်းစားကြရနော်ကိုယ်စိတ်ထဲမှာခိုင်မာမှုမရှိလို့ရှိရင်သူ့စကားကိုဆုံးအောင်နားမထောင်ကြောက်နဲ့မြန် defend လုပ်တော့နော်အဲ့တော့
how they see things without constantly react သူတို့ကဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတာကို react မလုပ်ဘဲနဲ့အေးအေးဆေးဆေးနားထောင်အေးအေးဆေးကြည့်နေ objecting သူတို့ကိုစန့်ကျင်ဘက်ပြန်မလို့စန့်ကျင်ဘက်မလုပ်ဘဲနဲ့အေးအေးဆေးနားထောင် arguing ပြန်ပြီးတော့မငြင်းမနဲ့အေးအေးဆေးနားထောင်ပြောပါစေသူဆုံးအောင်ပြောပါစေပြီးမှကိုပြောချင်တယ်ပြော fighting သူ့ကိုပြန် fight လုပ်နော် resisting မခုခံ making yourself right and them wrong ငါမှန်တယ်နေမှားတယ်လို့ဒီလိုမပြောဘူးအေးအေးဆေးဆေးပဲ and they will feel heard အဲ့ဒါလို့ကိုကသူတို့စကားကိုမဟန့်တားလိုက်သူတို့ကိုစန့်ကျင်ပဲမလုပ်အေးအေးဆေးနားထောင်နေဆိုရင်သူတို့စိတ်ထဲမှာငါပြောတာကိုသိချင်နားထောင်ငါဆိုလိုတာကိုသူကြားငါဘက်ကသဘောထားငါရဲ့လိုအပ်ချက်သူသဘောပေါက်တယ် welcome သူပြောတာကို welcome လုပ်ပါတယ်ဆိုတာကိုလည်းပဲသူစိတ်ထဲမှာအဲ့လိုခံစားရမှာနော် accept it သူပြောတာတွေကိုသဘောတူသွားတာတော့မဟုတ်ဒါပေမဲ့နားမထောင်ပဲနဲ့ချက်ချင်းပြန်ပြီးတော့ညှင်းပယ်တာမျိုးမဟုတ်ဘူးဆိုတာကိုတစ်ဖက်ကထားတယ်အဲ့ဒါတိတ်ရေးကြည့်နော်မိဘပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်တခုခုပြောလာတဲ့ချက်ချင်းကြီးပြန်ပြီးတော့စကားလှမ်းမပြစ်ဖို့ရေးကြည့်အဲ့လိုစကားချက်ချင်းပြန်လာလို့ရှိရင်တစ်ဖက်ကဘယ်လိုထင်လဲဆိုတော့ငါပြောတော့ကူနားမထောင်ဘူးငါပြောတော့ကူသဘောမပေါက်အဲ့လိုသဘောမပေါက်ဘူးထင်လို့ရှိရင်ထက်ကအတန်ကြဲကြဲနဲ့ပို့ပြီးတော့ပြောလို့ရှိရင်ပို့ပြီးတော့ကြည့်တာဒီအေးစီနားထောင်လိုက်တယ်ဆိုရင်ပဲတဖြည်းဖြည်းနဲ့သူ့စကားအကုန်သွားပြီးတော့ငြိမ်သွားတယ်အဲ့တော့တစ်ဖက်သားရဲ့စကားကိုကိုအောင်ယူလိုက်ဖို့သိအရေးကြီးအဲ့လိုယူနိုင်မှုဆိုတာလည်းပဲကိုယ့်ဘက်ကတော် secure ဖြစ်မှရအဲ့လို secure ဖြစ်ဖို့ဆိုတာကလုံခြုံမှုရှိဖို့ဆိုတာကကိုယ့်ဘက်ကတတိရှိမှာနော်တတိရှိလို့ရှိရင် secure ဖြစ်လာတဲ့ self confidence ရှိတာကိုယ်စိတ်ကိုသိနေလို့ရှိတယ်နော်ဒါအသိအရေးကြီးတဲ့ချက် this feels good to anybody ကိုကပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်နော်ကိုပြောတဲ့စကားအေးစီစီနားထောင်လိုက်တယ်ဆိုရင်ပဲစိတ်ထဲမှာတမျိုးကျဉ်းနှံ့မှုရတယ်ကိုကစိတ်ဆိုးလို့တခြားတယောက်ကိုပြောနေတယ်အဲ့ဒီလူကမကြမ်းဆောင်နေတာမဟုတ်ဘူးနော်အေးသေးချာချာနားထောင်စိတ်အေးအေးစီစီနားထောင်တယ်ကိုပြောနေတာပြောလိုက်ရတဲ့အတွက်ကြောင့်တမျိုးကျဉ်းနှံ့သွားတယ်တမျိုးပေါ့သွားတယ်ပြီးမှတစ်ဖက်ကပြန်ပြောရဆိုရင်မှအဲ့ဒီတစ်ဖက်ကပြန်ပြောတာကိုနားထောင်နေတဲ့အခြေအနေရှိတာကိုယ်စကားမဆုံးခင်မှာကိုယ့်ဘက်က retaliate လုပ်မယ်နော်ပြန်ပြီးတော့တုံ့ပြန်မယ်ညင်းပယ်မယ်အဲ့လိုဆိုရင်သူညင်းကိုညင်းဖြစ်ကိုယ်စကားလည်းသူနားမလဲသူစကားလည်းသူနားမလဲဘယ်မှာဘယ်လိုမျိုးမှပြင်နေနော် in this way your mindfulness practice can have a healing effect on your relationship ဒီလိုနည်းနဲ့သူကလည်းပြည်လေအောင်ပြောကိုကလည်းပြည်လေအောင်ပြန်ပြောလို့ရလို့ရှိရင်ဒီ relationship ကနည်းနည်း healing effect ရှိတာငါကပြည့်စည်နေတာချိုးနေတာနည်းနည်းပြန်ပြီးတော့စဉ်းစားသွားလို့ရတယ်တဲ့ relationship can heal just like bodies and minds can heal body နဲ့ mind တွေဟာဒီခန္ဓာကိုယ်မှာအနာဖြစ်လို့ရှိရင်အနာပြန်ကျက်သွားတယ်နော်စိတ်မှာအနာကြီးမှုရှိတိုင်းနာကြီးမှုတွေကတဖြည်းဖြည်းပြန်ပြီးတော့ပြေပြောက်သွားတယ် relationship တွေကလည်းပဲတစ်ခါတည်းအစိမ့်မပြေမှုတွေတော့ဖြစ်တတ်တယ်နော်ဒါပေမဲ့အဲ့လိုသဘောထားမှန်မှန်နဲ့အေးအေးဆေးဆေးပြေပြေလေးလေးပြန်ပြောနေလို့ရှိရင်အနာလေးကပြန်ကျက်သွားတယ်တဲ့နော်အဲ့ဒါကိုသဘောပေါက်ဖို့တစ်ခါတည်းစိတ်ဆိုးမိတာနဲ့ပဲအသက်လုံးရန်သူကြီးလို့ပြောမထားဘူး fundamentally this is done through love kindness and acceptance အခြေခံအပြင်ဆိုရင်အဲ့ဒီ relationship ကိုပြန်ပြီးတော့ကောင်းလာဖို့ဆိုတာချစ်ခင်မှုကျင်နာမှုနဲ့တူကိုတူလက်ခံနိုင်မှုဆိုတာပါအခြေခံပြီးတော့ဖြစ်တယ်အဲ့ဒီသဘောထားမျိုးနဲ့လုံးဝပဲဖြစ်တယ် but in order to promote healing in relationships or to develop the effective communication such healing depends on ဒီ relationship ကပို့ပြီးတော့ကောင်းလာနော် promote healing ဆိုတော့ဒီအဆင်ပြေလာအောင်စစ်ဆက်မိတော့အောင်ဒါပို့ပြီးတော့အားကောင်းလာအောင်ပြီးတော့ communication ကလည်းပဲပို့ပြီးတော့ထိရောက်မှုရှိလာအောင်ဆိုရင် you will have to cultivate an awareness of the energy of relationships အဲ့ဒီ relationship ထဲမှာရှိနေတဲ့ energy ကိုသိဖို့လိုတယ် energy ဆိုတာသဘောထားတွေပြောတာဘယ်လိုသဘောထားနဲ့ဆက်ဆံနေတယ်လဲဆိုတာအဲ့ဒါကိုသိဖို့လိုနော် including the domains of minds and bodies အဲ့ဒီ domain ဆိုတော့ဘယ်မှာလို့ပြောရခဲ့သူရဲ့
တည်နေတာလို့ပြောသူရဲ့စိတ်နေသဘောထားတွေရောသူရုပ်ပိုင်းဆိုင်ရာတွေအားလုံးရောနော် thoughts feelings အတွေးတွေခံစားချက်တွေ speech ပြောပုံဆိုပုံတွေ likes and dislikes သူဘာကြိုက်တယ်ကိုဘာကြိုက်တယ်သူဘာမကြိုက်ဘူးကိုဘာမကြိုက်ဘူးဆိုတာတွေနော် motives and goals ဘယ်လိုဥတည်ချက်မျိုးရှိဘယ်လိုရည်ချက်မျိုးရှိသူစိတ်ထဲကဘယ်လိုစိတ်စော်မှုဘယ်လိုသဘောထားနေလုပ်နေဒါတွေကိုသိဖို့ not only other people's but also your own သူတစ်ပါးရဲ့သဘောထားတွေကိုသိလို့မပြီးသေးဘူးကိုယ့်သဘောထားကိုလည်းကိုသိဖို့နော်ကိုယ့်သဘောထားတစ်ခုလည်းသိလို့လည်းမပြီးသေးဘူးသူတစ်ပါးရဲ့သဘောထားကိုပါသိနေဖို့ as they unfold from moment to moment in the present အဲ့ဒါအရေးကြီးဆုံးချက်အရင်တော့ကဘယ်လိုသဘောထားမျိုးရှိခဲ့အဲ့ဒါကြီးကိုအသေးကြီးသုတ်ကန်ထားလို့မရအောင်သူကအရင်တော့ငါဘယ်လိုပြောခဲ့တာသူသဘောထားအဲ့ဒီတိုင်းပဲလို့ဒီလိုပုံကြီးသုတ်ထားလို့မရအောင်နော်အရင်တော့ကဘယ်လိုသဘောထားမျိုးရှိအခုအချိန်ဒီမှာပြောင်းသွားနေအဲ့တော့လက်ရှိပြစ္ဆုတ်ပံတဲ့အချိန်ဒီမှာဘယ်လိုအခြေအနေရှိလဲဆိုတော့သိတယ်တချို့လူတွေကလက်ရှိအချိန်မှာတစ်ဖက်သားရဲ့သဘောထားနုညံ့လာပြီးပြောင်းလဲလာပြီးဒါပေမဲ့အရင်တုန်းကဟာလေးကိုမမေ့နေတာနဲ့ပဲကိုယ့်သဘောထားကိုနုညံ့အောင်လုပ်ပြီးတော့အစင်ပြောင်းစစ်ဆက်မယ်ညှိနှိုင်းမယ်လို့တွေးထားတယ်အရင်တုန်းကအခန့်ကိုမမေ့နိုင်တော့ဘူးနဲ့အဲ့ဒီတိုင်းပဲတင်းနေမှပဲနေသွားလိမ့်ရှိအဲ့လိုဆိုရင်တစ်သက်လုံးမပြေလေတော့ဒါမျိုးတွေကတခြားလူမပြောနဲ့ကိုယ်တိုင်တမ်းမျိုးကြုံခဲ့မပြေစိတ်ကမပြေနိုင်လို့တိုင်းပဲထားလိုက်ပါအဲ့လိုဆိုရင်ရေရှည်မှာဆက်ဆံရေးပြည်နေနေတော့ဆက်ဆံရေးကလုံးဝပြတ်သွားတယ် if you hope to heal or resolve the stress associated with your interactions with other people အဲ့တော့တခြားလူနဲ့ဆက်ဆံရေးမှာဒီဆက်ဆံရေးတင်းမာမှုရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြည်လည်အောင်လုပ်ချင်တယ်ဆိုရင်အဲ့ဒီပြည်လည်အောင်လုပ်ချင်တဲ့တခြားလူဆိုတာဘယ်သူဖြစ်ဖြစ် whoever they may be သူပဲဖြစ်ဖြစ် whether they are your children ကိုသားသမီးဖြစ်ဖြစ်နော်အဲ့တော့ကိုသားသမီးနဲ့ကိုနဲ့အဆင်မပြေဘူးအဆင်ပြေခြင်းတယ်ဆိုရင်နော် or your parents ကိုမိဘနဲ့ကိုအဆင်မပြေဘူးအဲ့ဒီအဆင်မပြေတာကိုပြေလဲသွားခြင်းတယ်ဆိုရင် your spouse ဆိုတာကအိမ်တော်ထဲမှာတစ်ဖက်ကလူပါနော်ခင်ပွန်းဖြစ်ဖြစ်ဇနီးဖြစ်ဖြစ် your ex spouse တချို့အိမ်တော်ကွဲသွားတယ်ဒါပေမဲ့အဲ့ဒီအိမ်တော်ကွဲသွားပြီမယ်ပြန်ပြီးတော့အဆင်ပြေပြေပြောခြင်းဆိုခြင်းနော် your boss အလုပ်ဌာနမှာကိုယ့်ထက်ကအရာရှိ your colleagues လုပ်ပေါ်ကံပဲ your friends ကိုယ့်ရဲ့ငွေချင်း or your neighbors အနည်းနာချင်းတွေဖြစ်ရင်ဖြစ်နော်အဲ့ဒါလို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးအစဉ်မပြေဖြစ်နေတဲ့တင်းမာမှုပြည်လေသွားစေခြင်းနဲ့ဆိုရင်နော် mindfulness of communication becomes of paramount importance အဲ့ဒီချက်ကအရေးကြီးဆုံးအဲ့ဒီ communication မှာ mindfulness ရှိဖို့ဟာအင်မတန်အရေးကြီးပါတယ် paramount important အလုံးလုံးရေးကြည့်ပါနော်ဒါကြောင့်စကားပြောတဲ့အခါမှာဘယ်လိုစကားလုံးမျိုးရွေးမလဲဘယ်လိုအတန်နဲ့ပြောမယ်ဘယ်လိုအငွေရနဲ့ပြောမယ်ဘယ်လိုသဘောထားနဲ့ပြောမယ်အဲ့ဒါအသိရေးကြီးကိုယ့်ဘက်ကမှန်မှုအရေးကြီးတယ်တစ်ဖက်ကမှားနေလို့ကိုကမှားတာအမှားတစ်ခုကအမှန်တစ်ခုဖြစ်မှာနော်သူမှားလို့ကို့မှာမှားပန်ခွင့်ရှိတယ်လို့ဒီလိုသဘောထားလို့မရဘူးဘယ်သူမှားမှာကိုကတော့သဘောထားမှန်ဘူးသူသားအဲ့တော့အဲ့ဒီလို relationship အဆင်ပြေဖြစ်နေရတာကနေကောင်းလာခြင်းလို့ရှိရင်တို့မို့ကောင်းနေတဲ့ relationship ကဆက်ပြီးတော့ပဲကောင်းနေခြင်းလို့ဆိုရင်အဲ့ဒီ communication မှာ mindfulness ရှိဖို့ပြောတာဆိုတာမှာတတိရှိဖို့အင်မတန်ရေးချီနော်ဒီဟာတစ်ခုကိုတကယ်ထိတိကျလုပ်နေလို့ရှိရင်လူဘဝမှာတွားလေရမှာအဆင်ပြေဖို့ပဲများဘယ်နေရာရောက်နေရမလဲဘယ်သူနဲ့ပဲတွေ့အဆင်ပြေဖို့လူတွေမှာကြီးပွားရေးလမ်းပိတ်တာတော်တော်များသက်ဆိုင်ရေးပြောရေးဆိုရေးအဆင်မပြေလို့နော်စိတ်ဆင်းရဲမှုအများဆုံးတွေ့ရတာဟာသူပြောရေးဆိုရေးဆက်ဆံရေးအဆင်မပြေဘူးစကားပြောတကယ်တက်လို့ရှိလောကမှာထိဆုံးကိုရောက်သွားတယ်စကားမဆဆိုတဲ့ပုံမျိုးနဲ့တတိယတွေတခုပြောမြတ်စွာဘုရားလောကမှာစကားပြောအတတ်ဆုံးဖို့တော့ဘုရားရဲ့ဂုဏ်တော်တွေမှာသူကတော်ဆိုတဲ့ဂုဏ်ဘုတ်တစ်ခုရှားဖို့နော်သူကတော်ဆိုတာမှာအတိတ်ကနှမျိုးရှိတစ်မျိုးကကောင်းသောစကားကိုဆိုတော်မူတတ်တယ်အဲ့ဒီစကားအတိတ်ကတော်တော်ကျဲတယ်ကောင်းသောစကားကိုဆိုတော်မူတတ်တော့ဗာတိတော်ဝတိကိုနော်တော့နည်းနည်းစဉ်းစားအရင်တော့ဘုရားရဲ့ဂုဏ်တော်တွေကိုစာရဲပြီးတော့ဖတ်တော့ပေါ့ကလည်းစဉ်းစားကြည့်ဘောပေါအောင်စဉ်းစားကြည့်တဲ့တခြားဂုဏ်ဘုတ်တွေကိုပိုအထင်ကြီးခဲ့တယ်ဥပမာအရဟံဆိုတဲ့ဂုဏ်ဘုတ်ကိုသိအထင်ကြီးဂုဏ်တော်နော်လောဘဒေါသမောဟကင်းစင်တယ်
အင်တန်ကြီးကျယ်တာဘူးနော်ဗုဒ္ဓတို့ဘဂဝါတို့ဆိုတဲ့ဂုဏ်ပုဒ်တူဗုဒ္ဓဆိုရင်လည်းပဲသိစရာမှန်သမျှကိုသိတာအဲ့ဒီသူ့ဘတော်ဆိုတာကိုကြတော့သိလေးလေးနဲ့မစဉ်းစားလိုက်ဘူးအမှတ်တမဲ့ပဲကြော်သွားလိုက်ဖတ်တော့ဖတ်လိုက်တယ်ဖတ်ပြီးတော့သူ့ကိုသိအချိန်ပေးပြီးတော့မစဉ်းစားလိုက်ကောင်းသောစကားကိုဆိုတော့မူတတ်တော့ဟုတ်တာပြီးသွားပြီဒါပေမဲ့ဘဝမှာအတွေ့အကြုံများလာတဲ့အခါမှာဒါကိုတစ်ဖြည်းဖြည်းပြန်တတိယစကားကိုကောင်းကောင်းပြောတတ်တော်တော်အရေးကြီးပါလားမနော်အခက်ခဲဆုံးလုပ်ပဲစကားပြောတတ်လားလို့မေးလို့ရှိရင်နှစ်လောက်ဝေရကြတဲ့တက်တာဟုတ်သေးဘူးဗျာနော်စကားပြောတကယ်မတတ်ကြတချို့လူတွေကသူတို့ယူဆထားတာတခုရှိတယ်ဗမာပြည်မှာစကားပုံရှိတယ်နိုင်လူသူကိုရှုံးပေးနှလုံးအေးတဲ့စေးပြောတယ်ဒီစကားပုံတော်တော်ကြက်ချင်စရာကောင်းနားထောင်လို့တိတ်ကောင်းနော်ဒါပေမဲ့လက်တွေ့လက်ကြည့်ဘူးလားလို့မေးချင်လောက်ဖူးတဲ့လူဘယ်သူရှိတယ်လဲတစ်သက်လုံးကိုယ်ကိုနိုင်ကျင်သမျှလူတွေအားလုံးကိုအရှုံးပေးပြီးနေခဲ့တဲ့တွေ့ချင်အဲ့လိုနေရခြင်းအပြင်တကယ်ပဲစိတ်ကျဉ်းမှုရတယ်တကယ်ပဲစိတ်ချမ်းသာနော်ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့ဒီကိုယ့်ဘုံမှာနိုင်တာကိုအများအားအရှုံးပေးရတယ်ကြံကိုယ့်ကိုယ်လည်းစိတ်ပြက်လာတယ်လူတွေလည်းစိတ်ပြက်လာသူစိတ်ထဲမှာတော့မျက်စိချမ်းသာရင်ပြီးရောပေါ့ငါတို့ကတော့အရေးမကြီးဘူးလို့သဘောထားတယ်တဖြည်းဖြည်းကြာလို့ရှိရင်အားငယ်လာတယ် depress ဖြစ်လာတခါလေကိုကသူတစ်ပါးကိုဒီလောက်သဘောထားကောင်းကောင်းနဲ့အမြဲတမ်းလက်လျောပါလေးနဲ့ကိုယ့်ဘုံမှာတို့မကောင်းကြပါလားဆိုတော့တစ်ဖက်ကမကောင်းမြင်တဲ့စိတ်ကဖြစ်လာတခါလေတိတ်ဆိတ်ညစ်တဲ့စိတ်ပင်ပန်းလာတော့ပြေးသွားလိုက်ချင်တခါလေကိုကအရှုံးပေးနေရလူကိုတအားမုန်းလာဘယ်သူဖြစ်ဖြစ်တော့ရေရှိကြရင်မခံနိုင်ဘူးဘုသူစဉ်ယူတာယဟန္တာမှာနော်တော့အမြဲတမ်းသူများအတွက်ကိုပဲအရှုံးပေးနေရတဲ့လူဟာကြာလို့ရှိရင်အဲ့လိုပဲစိတ်ဓာတ်အင်အားတွေကုန်ခန်းပြီးတော့တွားတတ်တယ်တဲ့ you can exhaust yourself running around doing good and helping others and in the end be so depleted that you are incapable of doing any good at all and unable to help even yourself နော်အမြဲတမ်းသူများအတွက်ပဲလုပ်ပေးနေရတယ်ကြာလို့ရှိရင် depleted အားအင်ကုန်ခန်းတယ်လို့ဖြစ်သွားတယ်နော် incapable of doing any good at all နောက်ဆုံးကြရင်ဘာမှမလုပ်ချင်တော့ကောင်းတာကိုလုပ်ချင်စိတ်မရှိတော့မလုပ်နိုင်တော့တဲ့အချိန်ရောက်သွားတယ်ဒီထက်ပိုဆိုတာက and unable to help even yourself ကိုယ့်ကိုယ်တော်မှပြန်ပြီးတော့ကိုယ့်အတွက်ကောင်းအောင်မလုပ်နိုင်စိတ်ပြည့်ပြီးစိတ်ဓာတ်နေရတယ်ကုန်ခန်းသွားနိုင် it is not the doing things for others that is the source of the stress here သူတစ်ပါးအတွက်ကိုသူတစ်ပါးကိစ္စကိုလုပ်ပေးရလို့ပင်ပန်းသွားတာမဟုတ်ဘူးတဲ့နော်အဲ့တော့ပင်ပန်းရခြင်းရဲ့ source ကလုပ်ရတာလုပ်လို့ပင်ပန်းသွားတာမဟုတ်ဘူးဘာလို့ပင်ပန်းလဲဆိုတော့ it is the lack of peace and harmony in your own mind as you engage in all the doing ဒါကတော့သူတစ်ပါးအတွက်လုပ်ရတဲ့ကိစ္စပဲဖြစ်ဖြစ်သူ့အတွက်လုပ်ရတဲ့ကိစ္စပဲဖြစ်ဖြစ်အလုပ်တစ်ခုလုပ်ရတဲ့နေရာမှာစိတ်ချမ်းချမ်းသာသာနဲ့အစဉ်ပြေပြေလုပ်ရလို့ပင်ပန်းမိမယ်အဲ့ဒီပင်ပန်းတာခဏလေးနဲ့ဖြစ်အဲ့တော့ peace နဲ့ harmony ကိုယ့်ရဲ့စိတ်ထဲမှာမရှိလို့ရှိရင်ကိုယ်ပင်ပန်းနော်လုပ်ရတာကိုစိတ်ချမ်းချမ်းသာသာကြည်ကြည်နက်နက်လုပ်လိုက်ရတယ်ဆိုတော့ကောင်းပါတယ်စိတ်ချမ်းချမ်းသာသာမဟုတ်ဘဲနဲ့ကြည်ကြည်နက်နက်မဟုတ်ဘဲနဲ့အောင့်အေးပြီးလုပ်ရတယ်ဆိုရင်ကြာရင်မတတ်နိုင်အားတွေကုန်သွားတယ်ပင်ပန်းသွားတယ်နော် burn out ဖြစ်တယ်နော် burn out ဆိုတဲ့အင်္ဂလိပ်စကားလုံးကိုလည်းမမလိုလိုပြန်လောင်ကျွမ်းသွားတယ်နော် so the first step အဲ့တော့သူတစ်ပါးကကိုယ့်ကိုဒီမလုပ်တာတွေအများကြီးရှိတယ်နော်တချို့ကိစ္စတွေမှာကိုယ်ကလည်းရောနိုင်တယ်လည်းရှိတယ်တချို့ကိစ္စတွေမှာမလိုက်ရောနိုင်တယ်လည်းရှိတယ်နော်လိုက်ရောနိုင်တဲ့ limit ဆိုတာရှိတာဟောတခါတည်းမှာသူတစ်ပါးကတောင်းဆိုတာကိုငါတော့အဲ့ဒီကိစ္စမတတ်နိုင်ဘူးလို့ပြောရမှာပဲနော်အမြဲတမ်းခိုင်းသမျှလုပ်ရမယ်ဆိုရင်မဖြစ်ဘူးအဲ့တော့တခါတည်းမှာမတတ်နိုင်လို့ရှိရင်မတတ်နိုင်ကြောင်းပြောတဲ့အခါစိတ်ဆူဆူနဲ့ဒေါနမနဲ့ပြောတာမဟုတ်ဘူးနဲ့အေးအေးဆေးပြန်ပြောနေတာအခြေအနေကဘယ်လိုရှိလို့ဒီကိစ္စမှာတော့မတတ်နိုင်ဘူးအခုမတတ်နိုင်နေလည်းပဲဒါအခုမတတ်နိုင်ဘူးနောက်မှလုပ်ပေးပါဒီလိုပြန်ပြောနေတာတချို့လူတွေကပတ်ဝန်းကျင်ကလူတယောက်ကကိုယ့်အပေါ်မှာဒီမှန်းတော့တိတ်များလုံးဝကြည့်တော့ချက်ချင်းအခုအဲ့လိုဖြစ်လာတာရှိဘုဒ္ဓလောကပဲတငယ်ချင်းတယောက်ပြင်သွားတယ်
တော့သူမိမကပြောတယောက်ကြာသူ့တိတ်နေကားမီတစ်လုံးပြက်နေတော့သူ့ယောက်ျားသူ့ပြောကားမီပြက်နေမသိဘူးလားမသိဘူးလားဆိုပြောသူ့မိမမနေ့တော့အကောင်းပါတဲ့နင်ကခံမပြောနဲ့ခံပြောတာမဟုတ်ရှင်းပြပါတိတ်မလားမတိတ်ဘူးလားနော်ရံပြန်တွေ့ချက်ချင်းပဲနော်မသိစကားရှိတယ်ငါ့ကိုပြန်ပြီးခံပြောအဲ့ဒါတော့နည်းနည်းလေးမှပြန်ပြောခွင့်မရှိဘူးဖြစ်နေရှိတယ်နော်သိတနာဖို့ကောင်းတယ်သမင်းစားမယ်ဆိုရင်ချက်ချင်းပြင်မှခဏနေအောင်ဆိုမရတယ်ညံဖြစ်ဘာဖြစ်လို့တော့ဘယ်လောက်ကြည့်ပါဖြစ်လို့တော့စိုးနေတာလူချင်းပဲသူ့ဘက်ကလည်းခက်ခဲရှိဦးမှာခဏလေးဆိုင်ပါအောင်ဟိုလေးတစ်ခုမပြီးသေးလို့ဘဲတစ်ခုမပြီးသေးလို့မရဘူးသိစစ်စင်းရတယ်တဲ့အဲ့တော့ကိုယ့်ဘက်ကအခက်ခဲကိုလည်းတင်ပြခွင့်ရှိတယ်ကိစ္စတစ်ခုကကိုမတတ်နိုင်ဘူးလို့ပြောပိုင်ခွင့်ရှိတယ် So the first step in becoming more assertive is to practice knowing how you are actually feeling တော့တစ်ဖက်သားကတစ်ခုပြန်ပြောမယ်ဆိုရင်ပထမ step အရေးကြီးတာကကိုဘယ်လိုခံစားနေအဲ့ကို feeling တွေဒီလိုအရေးကြီးတယ် In other words practice mindfulness of your own feeling states မိမိရဲ့ feelings တွေကိုသိအောင်အလေးချိန်လုပ်ပါအဲ့ဒါအရေးကြီးနော်ကို feeling ကိုသိပြီးမှပြောစရာရှိတော့ AC ပြောလို့ရတယ်ကို feeling ကိုမသိလို့ရှိရင်အဲ့ဒီမသိတဲ့အတွက်ကြောင့်ပဲ unconsciously မသိဘဲနဲ့ကိုပဲအဲ့ဒီ feeling ကကိုယ်ထွမ်းမှုလို့တော့နောက်လို့ရှိရင် feeling နဲ့ response လို့ရှိရင်feeling နဲ့ react လို့ရှိရင်မှားတတ်ယတိလေးပါလာလို့ရှိရင်အသိဉာဏ်လေးပါလာအသိဉာဏ်နဲ့တင့်တော်တော်ပြန်လို့ရှိရင်မှားတယ်ပြောချင်တာတွေကအများကြီးဖြစ်နေတာဘယ်လိုဖြတ်လဲ Sure The most important part of effective communication is to be mindful of your own thoughts, feelings and speech as well as of the situation. So communication မှာအရေးကြီးဆုံးအချက်ကနော် effective ဖြစ်တဲ့ communication ထိရောက်တဲ့ communication မှာအရေးကြီးဆုံးအပိုင်းကကိုယ့်ရဲ့အတွေ့တွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ပြောပုံဆိုပုံတွေနဲ့အခြေအနေကိုသိနေဖို့ mindful ဖြစ်နေဖို့ Most of the time cultivating this approach which we might call the way of awareness နော်အချိန်တော်များများမှာဒီလို approach မျိုးနော် the way of awareness လို့ခေါ်တဲ့ approach တတိနဲ့နေတဲ့ဆိုတဲ့ approach မျိုးကိုလုပ်တဲ့အခါမှာတဲ့ most of the time cultivating this approach will resolve potential conflicts အဲဒီဖြစ်နေတဲ့ conflicts ဖြစ်နေတဲ့အလားအလာရှိတဲ့ conflicts တွေကို resolve လုပ်နိုင်တယ်တဲ့and create great harmony and mutual respect တော့လူချင်းဆက်ဆံရေးမှာ harmony ရှိလာညီညွတ်မှုရှိလာမယ်ပြီးတော့အပြန်အလှန်လေးစားမှုလည်းရှိလာမယ် In the process you are much more likely to get what you want အဲ့ဒါလို့ပြည်ပြည်လဲအေးစစ်စစ်ပြန်ပြီးတော့ဆွေးနွေးနိုင်မယ်ပြောနိုင်မယ်ဆိုရင်ကိုလိုချင်တာကိုလည်းပဲပိုရလာလိမ့်မယ် And what you want and what you need from your encounters with other people ကိုလိုအပ်တာကိုလိုချင်တာအများကြီးလည်းပိုရလာတယ်သူ့ကလည်းပဲကိုကပြန်ပေးရမှာပဲနော် so are they တဲ့သူတို့လည်းပဲပိုရတယ်အဲ့တော့အပြန်အလှန်ကျင့်တတ်မှုပိုရတယ်အစဉ်ပြေပြေကိုယ်သဘောထားသူ့သဘောထားကိုယ့်အခြေအနေသူ့အခြေအနေပြောဆိုညှိနှိုင်းလုပ်လို့ရှိပြီသူလည်းကျင့်တတ်မှုပိုရမယ်ကိုယ်လည်းကျင့်တတ်မှုပိုရအဲ့တော့ကိုယ်စိတ်ထဲမှာဘယ်လို feeling မျိုးပဲရှိဘယ်လိုအတွေးမျိုးပဲရှိအဲ့ဒီအတွေးတွေကိုကြည့်တဲ့အခါပထမအဆင့်နဲ့ရေးကြည့်တာကကောင်းတယ်ဆိုတယ်မှားတယ်မှန်တယ်ဆိုတာမျိုးကိုမဝေဖန်ဖို့ပဲနော်အဲ့ဒါအရင်လည်းပြောဘူးလို့မှတ်မိလားနော်ဒီကောင်းတယ်ဆိုတယ်မှားတယ်မှန်တယ်ဆိုဒီစကားလေးလုံးအတိတ်ပဲတိကျကောက်လို့မရရသောအဖြစ်ကိုကြိုက်တာကိုကောင်းတယ်လို့ယူဆတာကိုမကြိုက်တာဆိုမကောင်းဘူးလို့ယူဆတာရသောအဖြစ်ငါမှန်တယ်ညမှားလို့ယူဆတာနော်ဒါကြောင့် when you know what you are feeling and have practiced reminding yourself that your feelings are just feelings တော့ကိုဘယ်လိုခံစားနေရဆိုတာကိုသိတယ်ပြီးတော့ဒီ feeling က feeling ပဲလို့ဆိုတာမျိုးလည်းပဲသဘောထားမှန်မှန်နဲ့သိချင်းတဲ့ကြည့်တဲ့အလေးချင်းရှိတယ်ဆိုရင် and that
they are okay to have and to feel ဒီလို feeling မျိုးဖြစ်လာတာကိစ္စမရှိဘူးသူကသူဖြစ်เสียရှိလို့ဖြစ်လာတယ်ဆိုတာမျိုးသဘောထားနိုင်လို့ရှိရင် then you can begin to explore ways of being true to your feelings without letting them create more problems for you အဲ့လို feeling ကို feeling အနေနဲ့သိထားလို့ရှိရင်ပြဿနာကိုပို့ပြီးတော့တိုးတက်လာအောင်မလုပ်ဘဲနဲ့အဲ့ဒီလိုကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေတဲ့ကျဉ်းတ်စရာကောင်းတဲ့ဒီ true to your feeling ဆိုတာကိုယ့်ရဲ့ feeling နဲ့ကိုက်ညီတဲ့သဘောထားမျိုးကိုက်ညီတာမျိုးရတယ်သူ့ deny မလုပ်သူ့မှားလို့မယူဆအောင် feeling ကိုမှားတယ်မှလို့ပြောလို့မရဘူး they create problems both when you become passive and discount them အဲ့ဒီ feelings တွေကို feelings နဲ့ပတ်သက်ပြီးတော့ကိုကအလကားပါပဲဆိုပြီးတော့သူ့ကို short ချလိုက်မယ်ဆိုရင်ပြီးတော့ passive ဆိုတာသူ့နဲ့ပတ်သက်ပြီးဘာမှမလုပ်ဘဲနဲ့ထားလိုက်မယ်ဆိုရင် problems ကိုများနိုင်တယ်ပို့ပြီးတော့ပြဿနာတိုးပွားလာတယ် and when you become aggressive ကိုက aggressive ဖြစ်လာပြီနော်ရန်လိုတဲ့သဘောရှိရဆိုရင်ကိုယ် feeling ကိုပဲဦးစားပေးပြီးတော့ feeling တွေခိုင်းတာအတိုင်းလုပ်တော့အဲ့လိုဆိုရင်လည်းပဲပြဿနာပို့ပြီးတော့ဆိုးသွားနေတယ်နော် or when you become aggressive and inflate and overreact to them တော့ feeling တွေကိုအလကားပါဆိုတော့ short ချဖို့လည်းမလိုဘူး feeling တွေကိုဦးစားပေးပြီးတော့ feeling တွေကခိုင်းတဲ့အတိုင်း overreact လုပ်ဖို့လည်းဒါပေမဲ့ဖြစ်လာတဲ့ feeling ကိုတော့ကြည့်ဖို့လိုတယ်သိဖို့လိုတယ်အသိမှတ်ပြုဖို့ပြီးမှအသိနောက်ဆုံးဖြစ်သွားအောင်ကြည့်ဖို့နော် to be assertive means to know your feelings and to be able to communicate them in a way that allows you to maintain your integrity without threatening the integrity of others အဲ့ဒီကြည့်တဲ့ချက်ပဲနော်အဲ့တော့ assertive ဆိုတာကအလျှော့မပေးတာကိုပြောတာနော်အလျှော့မပေးဘူးဆိုတာကအနိုင်ကြောင်ပြောလည်းမဟုတ်ဘူးနော်ကိုရတဲ့ရထိုက်တာကိုရအောင်ကိုရဲ့အခွင့်အရေးတွေခိုင်မာရက်တည်တာကို assertive ဖြစ်တယ်လို့ခေါ်တာနော်ကိုရတဲ့အခွင့်အရေးဟိုအဲ့လိုရက်တည်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ to be assertive means to know your feelings ကိုရဲ့ feeling ကိုသိရမယ် and to be able to communicate them အဲ့ဒီ feeling ကိုလည်းပဲ communicate လုပ်နိုင်တာနော်တစ်ဖက်သားသိအောင်ပြောဖို့လိုတယ်နော်မိဘနဲ့တာသမီနဲ့ဖြစ်ဖြစ်လင်မယားပဲဖြစ်ဖြစ်ကိုဘယ်လိုခံစားရလဲဆိုတာတစ်ဖက်သားသိအောင်ပြောဖို့လိုဘုကမပြောဘဲနဲ့မြုံနေပြီးမှတစ်ဖက်သားကသူ့ feeling နဲ့ပဲဒီကလုံးလောက်သွားတာကိုငါကြီးပဲခံရတယ်လို့ဘယ်လိုမပြောသေးကိုမှမပြောဘူးကိုဘယ်လိုသိနော်အဲ့တော့ကိုပြောချင်တာကိုကိုယ့်ရဲ့ feeling ကိုလည်းတစ်ဖက်သားကို communicate လုပ်ဖို့လိုတယ်ဒါပေမဲ့လုပ်တဲ့နေရာမှာ in a way လုပ်နည်းလိုတယ်နော် in a way that allows you to maintain your integrity နော်ကိုယ့်ရဲ့ integrity ဆိုတာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုလည်းပဲ maintain လုပ်ထားထိန်းသိမ်းထားဖို့လိုနော်ပြောရဲဆိုတဲ့အခါမှာကိုယ့်ရဲ့ဂုဏ်သိက္ခာကျတော့မပြောရအောင်သဘောကဟိုအရှုံးပေးတဲ့တောင်းလေးနဲ့အင်းနဲ့မပြောရအောင်အေးဆိုပြီးအဲ့ဒီ feeling ကိုလည်းပဲတစ်ဖက်သားကို communicate လုပ်နိုင်တယ်လုပ်တဲ့နေရာမှာ in a way that allows you to maintain your integrity without threatening the integrity of others ပြောတဲ့အခါမှာကိုယ်ဂုဏ်သိက္ခာလည်းမကျဘူးသူတို့ရဲ့ဂုဏ်သိက္ခာကိုလည်းပဲမထိပါဘူးအဲ့ဒီနှစ်ချက်ကိုအရေးကြီးများသောဖြင့်လူတွေကကိုယ် feeling ကိုပြောတဲ့အခါသူတို့ရဲ့ဂုဏ်သိက္ခာကိုသွားထိနင်မကောင်းဘူးနင်ဆူးတယ်နင်ရုပ်မာတယ်နင်သက်သာမရှိဘူးနင်မှားတယ်စသဖြင့်ပေါ့နော်သူတို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ပုတ်ခတ်ပြီးပြောလို့ရှိတယ်အဲ့လိုပြောလို့ရှိရင် तू ကလည်းပြန်ပြောသူပြောကိုပြောနေပြတ်တယ်ကိုပြောလေတော့စကားတစ်ခုပြောတဲ့အခါမှာကိုယ်တင်ဂုဏ်သိက္ခာကိုလည်းပဲမထိခိုက်ဘူးသူတို့ရဲ့ဂုဏ်သိက္ခာကိုလည်းပဲမထိခိုက်ဘူးသိအရေးကြီးတယ်နော် for example ဥပမာအဖြစ် if you know that you want to or need to say no in a particular situation နော်တော့အခြေအနေတစ်ခုမှာကိုက no လို့ပြောတော့နော်မဟုတ်ဘူးဒါအောင်လည်းမခံနိုင်ဘူးဒါမလုပ်ပေးနိုင်ဘူးအဲ့ဒီပြင်ပြောရတော့နော် you can practice saying it in such a way that you are not using it as a weapon အဲ့ဒီ no ဆိုတဲ့စကားလုံးကိုပဲလက်နဲ့တစ်ခုအနေနဲ့အသုံးမပြုဘဲနဲ့ပြောလို့ရတဲ့နည်းကိုလေ့ကျင့်ထားတာပဲနော်ဒီလိုညင်းပယ်တဲ့စကားကိုပြောတဲ့နေရာမှာတော့မာကြောကြီးမပြောမိဘူး you might try first telling the other person
that you would be glad to fulfill the request if the circumstances were different. ပထမအဆင့်အနေနဲ့ဘယ်လိုပြောသင့်လဲဆိုရင်အခြေအနေကလက်ရှိအခြေအနေကလို့မဖြစ်ဘူး။အခြေအနေကတစ်မျိုးပြောင်းသွားမယ်ဆိုတော့ဒါလို့ပြနေ။အခြေအနေကိုတင်ပြပေါ့ပြီးပြီးလေးပြောဘူး။ If this is in fact the case နော်အဲ့ဒါလည်းပဲလက်ရှိအခြေအနေကကိုယ်မှတကယ်ပဲလို့မဖြစ်လို့ရှိတယ်မပြောရမှာနော် But or you might in some other way acknowledge that you respect the other person and his or her need. တနည်းအားဖြင့်လည်းပဲเนาะတနည်းနဲ့ပြောမယ်ဆိုရင်တစ်ဖက်သားရဲ့လိုအပ်ချက်ကိုလေးစားပါတယ်တန်ဖိုးထားပါတယ်အသိမှတ်ပြုပါတယ်ဆိုတာကိုပြောဖို့လိုတယ်နော် You do not have to tell the other person why you are saying no. နေရာတိုင်းမှာဘာဖြစ်လို့ဆိုတာကိုအကြောင်းပြချက်ပေးဖို့မလိုပါဖြေရှင်းချက်တွေပေးဖို့ဖြေရှင်းချက်ဆိုတာလည်းပေးလို့မဆုံးနဲ့ကျုံနေရာတွေမှာမပေးရင်ကောင်းတယ်ပေးလို့ရှိရင်ကိုယ်ဖြေရှင်းချက်နဲ့ကိုယ်ပြန်မမိနေတတ်တယ် But you can choose to if you want to ဖြေရှင်းချက်ပေးခြင်းလို့ရှိရင်လည်းပဲပေးတဲ့ဆိုရင်တော့ပေးဖို့တော့မလို When being assertive, it is very helpful to remember to say how you are feeling or seeing the situation by making I statements rather than you statements. ပြဿနာတစ်ခုတင်မှမတစ်ခုရှိလာပြီဆိုနော်ကိုကပြောရတော့မယ်ဆိုရင်ကိုယ့်ဘက်ကဘယ်လိုခံစားရလဲဆိုတာကို I statements တွေလုပ်ပါနော်ငါဘက်ကဘယ်လိုသဘောထားရှိငါဘယ်လိုမြင်ငါဘယ်လိုခံစားရဒါကိုပြောပြပါနော်နေမကောင်းမှုနေဆိုးတယ်အဲ့ဒါမျိုးမပြော I statements convey information about your feelings and views ကိုယ့်ရဲ့ feelings နဲ့ခံစားချက်နဲ့ကိုယ့်ရဲ့အမြင်အဲ့ဒါကိုအမြဲတမ်းပြောပါနော် Such statements are not wrong အဲ့ဒါမျိုးမှားလို့ပြောမှာ They are simply statements of your feelings ကိုယ်ဘယ်လိုခံစားရလဲကိုယ်ဘယ်လိုမြင်နေဆိုတာဟာကိုယ့်ရဲ့အမြင်နဲ့ကိုယ့်ရဲ့ခံစားချက်ကိုတင်ပြတာပဲဖြစ် But if you are uncomfortable with your feelings တော့ကိုယ် feeling နဲ့ကိုယ်ပဲကိုယ် feeling ပေါ်မှာပဲကိုယ်ကတိတ်ပြီးတော့မကျင်တဲ့သဘောရှိမယ်ဆိုရင်နော်ကိုယ် feeling ကိုပဲကိုယ်ကလက်မခံနိုင်ဘူးဆို You might wind up blaming how you are feeling on the other person without even knowing it နော်ကိုယ်ဘယ်လိုခံစားနေရလဲဆိုတော့ပတ်သက်တော့သူ့ဘောမှာအပြစ်တင်တာမျိုးကိုကိုယ်ကမသိဘဲနဲ့ပြောမိရတာဖြစ်နေလိမ့်မယ်ကိုယ်ခံစားချက်ကိုကိုယ့်အကိုအရင်သိဖို့လိုတယ်လက်ခံနိုင်မှုလက်ခံပြီးမှသာပြောရင်ကောင်းတယ်ကိုယ်ခံစားချက်ကိုကိုယ်ကလက်မခံနိုင်ဘူးဆိုရင်ကိုယ်ခံစားချက်အကြောင်းကိုပဲကိုယ်ကသူ့ဘောကိုအပြစ်တင်မိတတ်တယ်နော်ဘယ်လိုပြောတတ်လဲဆိုတော့ then you may find yourself saying things like အဲ့လိုခံပြီးမှဘယ်လိုပြောမလဲဆိုတော့ you make me so angry မင်းငါ့ကိုစိတ်တူအောင်လုပ်တာကြားဘူးနော်မင်းတို့ငါ့ကိုစိတ်တူအောင်လုပ်နေပြီနော်ဒါမျိုးတွေပြောတတ်ငါ့ကိုစိတ်တူအောင်မလုပ်နဲ့နော်ဒီစကားမျိုးတွေကြားဘူးလေအများကြီးကြားဘူးလေအဲ့ဒါဘာလို့ or you are always making demands on me တို့မင်းလည်းပဲနင်တို့ကငါ့ကိုကြီးပဲအမြဲတမ်း demand လုပ်ငါ့ကိုကြီးပဲအမြဲတမ်းတောင်းဆိုနေတယ်ဟိုကလုပ်ပေးပါဒီကလုပ်ပေးပါတတ်တယ် Can you see that this is saying that the other person is in control of your feelings ဝိထားမိလားဒီလိုပြောခြင်းအပြင်တခြားလူကကိုယ့်ရဲ့ feeling ကို control လုပ်နေတယ်ဆိုတဲ့အတိတ်မျိုးပေါက်နေဆိုတာသိထားမိနေငါ့ကိုစိတ်ဆိုးအောင်လုပ်တယ်ဆိုတော့နင့်မှာငါ့ကိုစိတ်ဆိုးအောင်လုပ်နိုင်တဲ့ power ရှိတယ်စွမ်းအားတွေရှိနေတယ်တကိုးတွေရှိနေတယ်လို့ပြောရမှာရောက်နေတယ်နော် You are literally handing power over your feelings to another person ကိုယ့် feeling နဲ့ပတ်သက်တော့ power ကိုတကိုးကိုအာဏာကိုတစ်ဖက်သားလက်ထက်မှာထည့်ထားလို့ဖြစ်တယ်တစ်ဖက်သားအနှင်ထားလို့ဖြစ်တယ် and not taking responsibility for your own end of the system which includes you both အဲ့တော့အခြေအနေတစ်ခုကြုံလာလို့ရှိရင်ကိုယ့်ဘက်ကအခြေအနေကိုကိုယ့်အကိုတောင်းယူရမရောက်တော့ဘူးလို့ပြောရခြင်းအဖြစ်ဒီစကားတော့စဉ်းစားဖို့ကောင်း The alternative is to say something like အဲ့လိုမပြောဘဲနဲ့တခြားပြည်တစ်မျိုးကဘယ်လိုလဲဆိုတော့ I feel so angry when you say this or do that မင်းတို့လောက်တာဒီလိုပြောတာငါတော်လေးစိတ်ဆူငါစမငါမှစိတ်ဆိုးတဲ့ပြည်လူမျိုးဖြစ်တယ်
မင်းကောင်ဆေးဆိုးအောင်လုပ်တယ်လို့မပြောဘူးဒီလိုလုပ်တဲ့ကြောင့်ငါစိတ်ထဲမှာတောင်းခြင်းရဒါတော့ပြောပန်လို့ရှိနော် this is more accurate ဘာပူပတိကြပါ it says how you feel in response to something အခြေအနေတစ်ခုနဲ့ပတ်သက်တော့ကိုကဘယ်လိုတွေ့ကြုံခံစားရတယ်ဆိုတော့ကိုယ့်ရဲ့ response ကိုပြောပြတယ် this leaves the other person room to hear what you are saying about how you see and feel without feeling blamed or attacked ဒီလိုပြောခြင်းအပြင်တစ်ဖက်သားကအပြစ်တင်ခံရတာမဟုတ်သူ့ကိုရန်လောက်တာမဟုတ်ကိုယ်ဘယ်လိုခံစားရဆိုတော့ပြောလိုက်တာအဲ့တော့သူ့ဘက်မှာတနည်းအားဖြင့်ဟိုလမ်းဖွင့်ပေးထားလို့ဖြစ်နေရာပေးထားလို့ဖြစ် and without being told that he has more power than he actually has ဟောသူ့စမှာတကယ်ရှိတဲ့ power ထက် power တွေပိုရှိနေတယ်လို့ပြောလိုက်မယ်နော်အဲ့လိုပြောရမရောက် maybe the other person won't understand တစ်ဖက်သားကတော့နားလည်ခြင်းမနားလည်အစမှာတော့နားမလည်ဘူးဒီတည်းကဒါချက်ချင်းနားလည်သွားမလို့ပြောလို့မရ but at least you have made the attempt to communicate without doing that ဒါပေမဲ့လို့ဆိုအောင်ပြောရမယ်ဆိုရင်ရံပွဲကြီးမဖြစ်ပဲနဲ့ဒါ communicate လုပ်လိုက်ရတယ်ရံပွဲကြီးတော့မဖြစ်အဲ့ဒါပထမ step နဲ့သိကောင်းတယ် this is where the dance begins ဒီနေရာမှာ dance ကစဆိုတော့ဘာလို့ဆိုတော့စတုတ္ထ scenario မှာနော်တစ်ဖက်သားကိုရန်လွတ်လိုက်တယ်ကိုကသူ့ပြန် attack မလုပ်အသားလေးပူးလိုက်တော့သူ့လက်ကလေးကိုကင်ပြီးတော့ဒါလေးလှုပ်ပြလိုက်အဲ့ဒါ dance ပဲနော်အဲ့ dance ကတူသွားပြီဒီအချိန်ဒီမှာဒီလိုဖြစ်တာကိုငါမကြိုက်ဒါပြောလို့ရတယ်မင်းတို့ငါ့ကိုစိတ်ဆိုးအောင်လုပ်နေပြီနော်ငါဒေါသဖြစ်အောင်မလုပ်နဲ့နော်အဲ့လိုပြောလို့ရှိရင်သူ့ကိုရန်လုပ်တယ်နော်မင်းမှားတယ်မင်းမကောင်းဘူးဒီလိုပြောလို့ရှိရင်သူ့ရန်တွေ့တယ်တူတယ်အခုတော့အဲ့လိုမဟုတ်ဘူးဒီအချိန်တွေကိုတို့လက်မခံသူမကြိုက်ကိုမကြိုက်တော့မကြိုက်ဘူးလို့ပြောပန်ရှိနော်မကြိုက်တော့မကြိုက်ဘူးလို့မပြောဘဲနေရမယ်လို့ဆိုလို့